ဒီကနေ့ဟောဖို့လေ့ကြတဲ့တရားကအရှင်အာနန္ဒမထေရမြတ်အကြောင်းလို့ဒီလိုမှတ်သားပြီးတော့နာယူကြည်ညိုကြနော်ရှင်သာရိပုတ္တရာအရှင်မဟာမောက္ကလံအရှင်မဟာကတ္တပနော်မထေရမြတ်ကြီးသုံးပါးအကြောင်းအချင်းချုပ်ပြောခဲ့ကြပြီနော်ဒီကနေ့အရှင်အာနန္ဒမထေရမြတ်ရဲ့အကြောင်းအစကတော့နှစ်ပိုင်းခွဲပြီးတော့ပြောမလို့ပဲဒီကနေ့လည်းပဲတရက်တည်းနဲ့ပြီးပြတ်အောင်ပြောမယ်လို့ဒီလိုပဲဦးဇင်းတို့စီစဉ်ထားပါတယ်မနေ့ပြန်မှာအရှင်အနုရုဒ္ဓမထေရမြတ်အကြောင်းကိုလည်းပဲနာယူကြည်ညိုခွင့်ရသွားအောင်ပေါ့နော်အဲ့တော့ရှင်အနန္ဒကိုရမြတ်ကြီးရဲ့အကြောင်းကိုနာယူကြည်ညိုကြရင်းနဲ့ကုသိုလ်ကောင်းမှုများပွားကြရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကုန်နှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပေဇောတဝိယတမောဟဓမ္မသာနေရမေရလောကကရုံဝန္တိသုကတံဂတိဝိမုဒ္ဒံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေတတ်သောပညာပေဇောတဝိယတမောဟဓမ္မအရဟတမေတိဟုသောအယောင်အလင်းဖြင့်အဝိဇ္ဇာတိဟုသောမိုင်မောင်ကိုဖယ်ခွာတော်မူပြီးတတ်သောသာနေရမေရလောကကရောလူနတ်မြမတတဝနန္ဒတို့ဤကြောက်တီတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေတတ်သောဂတိဝိမုဒ္ဒံဒေဝမနုဿံနိရေယနှင့်ပေတတရိစ္ဆာလာယအရှိငါတန်သောဂတိတို့မှလိဒုသဖြင့်ကဲ့လွတ်တော်မူပြီးတတ်သောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှိတော်မူပါပေတတ်သောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမကဲ့သို့ပြတ်သားထင်တဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝဲစီမနောချီ၍သုံးဏီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအရှင်အာနန္ဒမထေရမြတ်ရဲ့အကြောင်းကိုစတင်ပြီးတော့နာယူမှတ်သားကြရအောင်ဗျာဦးဇင်းတို့ဘယ်ကနေစပြီးတော့ပြောကြမလဲဆိုလို့ရှိရင်ရှင်အာနန္ဒမထေရမြတ်အလောင်းလျာဒီဣတရက်စုပန်တော်မူတဲ့အတိတ်အကြောင်းအရာလေးကနေစတင်ပြီးတော့မှတ်သားကြည့်ရအောင်အခတဝကအရှင်မြတ်များစုပန်နေဆိုတာကလွန်ခဲ့တဲ့တတင်ချေနဲ့ကဘာတသိန်းအခုမဟာတဝကတွေစုပန်နဲ့ပါရမီဖြည့်ရတဲ့ကာလကကဘာတသိန်းပေါ့အဲ့တော့နောက်မှဦးဇင်းတို့ပြောဘဒုမုတ္တရမြတ်စွာဘုရားရဲ့တန်တော်မှာကြီးပဲစုပန်ခဲ့ကြတာလွန်ခဲ့တဲ့ကဘာတသိန်းတက်မှာပွင့်တော်မူတဲ့မြတ်စွာဘုရားဘဒုမုတ္တရမြတ်စွာဘုရားပေါ့မနေ့ကရှင်မကတ္တဗကိုရမြတ်ကြီးလည်းပဲဘဒုမုတ္တရမြတ်စွာဘုရားရဲ့တန်တော်မှာပဲစုပန်ခဲ့တာအခုလည်းပဲရှင်အနန္ဒမထေရမြတ်ဟာလည်းပဲဘဒုမုတ္တရမြတ်စွာဘုရားရဲ့တန်တော်မှာပဲစုပန်ခဲ့တာအဲ့ဒီမှာနည်းနည်းလေးထူးဆန်းတာကဒီရှင်အနန္ဒဖြစ်လာမဲ့ရှင်အနန္ဒမထေရမြတ်ရဲ့အလောင်းလျာဟာအဲ့ဒီဘဝတုန်းကဘဒုမုတ္တရမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့အဖေတူအမေကွယ်ညီအကိုအရင်တော်တယ်အဲ့ဒီတုန်းကသူ့ရဲ့နာမည်ကသုမနာမင်းသားဘဒုမုတ္တရမြတ်စွာဘုရားကရှင်မင်းရဲ့သားသူကလည်းပဲရှင်မင်းရဲ့သား
အဲ့ဒီဘဒုမုတ္တရမြတ်စွာဘုရားရဲ့အလုတ်အကျွေးယဟန်တော်ကဘယ်သူလဲဆိုတော့သူနဲ့တိုက်ဆိုင်တဲ့နာမည်တူးနေတဲ့သူမနာမထေပဲတဲ့အဲ့ဒါတခါမှာတော့အဲ့ဒီရှင်အနန္ဒာရဲ့အလောင်းဖြစ်တဲ့သူမနာမင်းသားကစစ်ပွဲတစ်ပွဲကိုတိုက်တာအနိုင်ရလို့ဆိုပြီးတော့ဖာခမဲတော်ကလိုရာစုကိုတောင်းမှဆိုတော့နောင်တော်ကြီးဖြစ်တဲ့ဘဒုမုတ္တရမြတ်စွာဘုရားကိုပြုစုလို့ကြွေးခွင့်ကိုသူကတောင်းတယ်ဒါဥစဉ်ကအတူချုပ်ပြီးတော့ပြောတာပါအဲ့ဒါနဲ့ဘဒုမုတ္တရမြတ်စွာဘုရားနောင်တော်ကြီးဖြစ်တဲ့မြတ်စွာဘုရားကြီးကိုသွားပြီးတော့ဖူးမြော်မေးဆိုတော့မြတ်စွာဘုရားရဲ့ကျောင်းတော်တကားပေါက်ပိတ်ထားတာကိုဘယ်ယဟန်ကမှမြတ်စွာဘုရားကိုသွားပြီးတော့မလျှောက်ရဲဘူးမဝင်ရဲကြဘူးအဲ့ဒါနဲ့တပည့်တော်ဘုရားဖူးခြင်းပါတယ်တပည့်တော်ရဲ့နောင်တော်ကြီးမြတ်စွာဘုရားကိုဖူးမြော်ဖို့အတွက်ဘယ်လိုလုပ်ရမလို့ဆိုတော့အလုတ်အကျွေးဖြစ်တဲ့သူမနာယဟန်ကိုမင်းသွားပြီးတော့ပြောအဲ့ဒါဆိုလို့ရှိရင်ဘုရားဖူးရလိမ့်မယ်အဲ့ဒီကြတော့မှအလုတ်အကျွေးယဟန်ဖြစ်တဲ့သူမနာမထေကိုသွားပြီးတော့ရှောက်တော့မှတခွန်းတည်းသောစကားဖြင့်အဲ့ဒီသူမနာမထေကဒီမြေကြီးကိုရေလိုဖြစ်အောင်တကုတ်အိဋ္ဌိပတ်နဲ့စီမံနေတဲ့ပြီးတော့မှအဲ့ဒီရေထဲကနေငုတ်လျှိုးပြီးတော့သွားတဲ့သဘောမျိုးမြတ်စွာဘုရားရဲ့ကျောင်းအတွင်းထဲကိုရောက်သွားတယ်။ဒါမြတ်စွာဘုရားရဲ့ညီတော်သူမနာမင်းသားမြတ်စွာဘုရားကိုဖူးမြော်ဖို့ခွင့်တောင်းလို့တပည့်တော်လာပြီးတော့လျှောက်ထားတာပါဆိုတော့မြတ်စွာဘုရားလည်းခွင့်ပြုတယ်။အဲ့ဒီမှာပဲရှင်အနန္ဒာရဲ့အလောင်းလျာဖြစ်တဲ့သူမနာမင်းသားကမြတ်စွာဘုရားကိုလျှောက်တာမြတ်စွာဘုရားတဲ့ဒီအယဟန်ကဘယ်လိုအမည်ရှိပါသလဲ။မြတ်စွာဘုရားနဲ့အလွန်တရာမှယဉ်နှီးကျွမ်းဝင်တော်မူတယ်။ဒါဟာငါရဲ့အလုတ်ကျွေးရမယ်သူမနာမထေလို့အမည်ရတယ်အဲ့ဒီမှာပဲသူစိတ်ကူးပေါက်သွားတာငါလည်းပဲတဆူသူသောမြတ်စွာဘုရားရဲ့ထံတော်ဘာမှာဘုရားရှင်ကိုရမြတ်ကြီးတို့နဲ့အရင်ဒီဆုံးအကျွမ်းဝင်ဆုံးစုအလုတ်အကျွေးစုကိုငါပန်မယ်ဆိုပြီးတော့အဲ့ဒီမှာအလုတ်ကျွေးစုကိုပန်တာသူရဲ့ဇလန်းလေးကအဲ့ဒါလို့ဟုတ်လားအဲ့ဒါနဲ့ဦးဇင်းတို့ပါရမီကဘာတသိန်းကာလပါရမီဖြည့်ပြီးတော့မြတ်စွာဘုရားလက်ထက်နောက်ဆုံးဘဝသုတ္တရဏမင်းကြီးရဲ့နော်ညီတော်တစ်ပါးဖြစ်တဲ့အမိတောဒနာဆိုတဲ့တာကိဝေမင်းသားရှိတယ်။အဲ့ဒီအမိတောဒနာတာကိဝေမင်းသားရဲ့သားလာဖြစ်တယ်တဲ့ရှင်အနန္ဒာ။အမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲတော်တယ်ပေါ့။အဲ့ဒါသူတို့ယဟန်ပြုကြပုံကဒီတာကိဝေမင်းသားတွေကတကယ်လို့မြတ်စွာဘုရားကတောထွက်ပြီးတော့တရားမကျင့်ဘူးဘုရားဖြစ်အောင်မလုပ်ဘူးဆိုရင်စัจ java မင်းကြီးဖြစ်မယ်။တကယ်လို့တိဋ္ဌထမင်းသားသာစကကြဝဠာမင်းဖြစ်လို့ရှိရင်ကျန်တဲ့တာကွေမင်းသားတွေဟာအချမ်းရံနေနဲ့အလွန်တရာမှပဲဂုံကျက်တည်ရှိရမယ်ပေါ့အခုတိဋ္ဌထမင်းသားကဘုရားအဖြစ်တမ္မာသမ္ဗောဓိဉာဏ်ကိုရလို့သတ္တဝိညုတဉာဏ်ကိုရလို့ဘုရားအဖြစ်နဲ့ပွင့်ထွန်းလာပြီဆိုတော့ဘာဘူးလို့တာကွေမင်းသားတွေဟာယဟန်မပြုတ်ကြတာတော့ဝိုင်းပြီးတော့ကဲရရတာအဲ့ဒါမလို့တချို့ယဟန်ပြုတ်ကြတာဒါဒီရှင်အနန္ဒာတို့ယဟန်ပြုကြတဲ့အဖွဲ့ကတော့အလွန်မှပိဿပေါင်းတို့ကောင်းတို့ထင်ရှားကြော်ကြပါတယ်တာကိဝေမင်းသား6ယောက်ကြားဘူးတယ်မဟုတ်လားနော်ပတ္တိယမင်းသားရဲ့အနုရုဒ္ဓမင်းသားရဲ့အနန္ဒာမင်းသားရဲ့ဘကုမင်းသားရဲ့ကိမိလမင်းသားရဲ့ဒေဝတတ္တမင်းသားရဲ့ဆိုပြီးတော့တာကိဝေမင်းသား6ယောက်အဲ့ဒါမြတ်စွာဘုရားရှိရာအနုပိယတေယတောအုပ်ကိုသွားပြီးတော့ယဟန်ပြုကြတာဘယ်သူပါသွားလဲဆိုတော့သူတို့ရဲ့အလုတ်အကျွေးသူတို့ရဲ့ဆက်တာတဲ့ဥပါလိပါသွားတယ်အဲ့တော့ဥပါလိကိုသူတို့မှာဝတ်စားဆင်ရင်ထားတဲ့အဝတ်စားယရဏပစ္စည်းတွေကိုအကုန်လုံးပေးပြီးတော့မင်းပြန်တော့တို့ကယဟန်ပြုကြမှာအဲ့ဒီမှာဥပါလိကအဲ့ဒီယရဏထုတ်ကြီးလက်ဝတ်လက်စားထုတ်ကြီးကိုပိုက်ပြီးတော့ဝမ်းမြောက်ဝမ်းသာပြန်လာလမ်းရောက်တော့မှသူစဉ်းစားတယ်ဟောဒီတာကိဝင်းတွေကအလွန်မှခက်ထန်နေတဲ့တကယ်လို့ငါနန်းတော်ရောက်ပြီဆိုလို့ရှိရင်မင်းသား6ယောက်ကိုဖျောက်ဖျက်လာသလားမသိဘူးဆိုတော့ငါ့ကိုတတ်ကြမှာဒီလောက်ကြီးမားတဲ့စီးစိမ်ရှိတဲ့ပုံကိုယ်တွေတောင်ယဟန်ပြုတ်နိုင်သေးတာငါလိုပုံကိုယ်ကဘာလို့မပြုတ်နိုင်ရမှာတော့ဆိုပြီးတော့အဲ့ဒီယရဏထုတ်ကြီးကိုအကုန်လုံးပစ္စည်းတွေကိုနော်ဖြန့်ကျဲထားခဲ့ပြီးတော့ကြိုက်တဲ့လူယူလို့စာရေးထားခဲ့ပြီးတော့သူကလည်းနောက်ကလိုက်သွားတာအဲ့ဒီမှာမင်းသား6ယောက်ကသူ့ဘာအပါခေါ်သွားတာပေါ့အဲ့ဒါမြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့အဲ့ဒီတာကိဝေမင်းသား6ယောက်ကမြတ်စွာဘုရားတဲ့တပည့်တော်တို့တာကိဝေတွေဟာအလွန်တရာမှမာနကြီးကြတယ်ဒါကြောင့်ဟောဒီစတ္တတဲ့ဖြစ်တဲ့ဥပါလိကိုအရင်ယဟန်ပြုပေးပါသူ့ရဲ့ခြေကိုရှ िख ိုးပြီးမှတပည့်တော်ယဟန်ပြုရမယ်မာနကို
နော်နှိမ့်ချဖို့အတွက်သူတို့အဲ့လိုကြိုးစားအထောက်တာအဲ့ဒီလိုနဲ့ဦးဇင်းတို့ရှင်အနန္ဒာကိုတော်မြတ်ယဟန်ဖြစ်လာတယ်လို့ဆိုရပါစို့နော်အဲ့ဒါအသေးသေးတရားတို့တရားမြတ်တွေကိုရကြတယ်နော်ရှင်ဒေဝဒတ်ကတော့လောကီအပင်ဉာဏ်လောက်နဲ့ရက်နေတာပေါ့အဲ့တော့ဦးဇင်းတို့ရှင်အနန္ဒာကိုတော်မြတ်ယဟန်ဖြစ်ပြီးတဲ့နောက်မှာမကြာခင်မှာပဲသောတပတ္တိမေညာပူညာကိုရတယ်အဲ့ဒါရှင်အနန္ဒာသောတပန်ဖြစ်တာကမြတ်စွာဘုရားဟောကြားတဲ့တရားကိုနာရလို့သောတပန်ဖြစ်တာမဟုတ်ဘူးတဲ့မန္တန်ဒီပုဒ္ဒအရှင်ပုံနာမထေရဟောပြတဲ့တရားကိုနာပြီးတော့သောတပန်ဖြစ်တာတဲ့အဲ့ဒီတရားလေးကလည်းပဲတော်တော်လေးမှတ်သားစရာကောင်းလိုရင်းကြအောင်ထိထိမိမိဟောပြထားတဲ့တရားပေါ့အဲ့ဒီရှင်ပုံနာမထေရဆိုတာကအလွန်တရာမှတရားဟောတာစကားပြောတာကျွမ်းကျင်တယ်အဲ့ဒီရှင်ပုံနာမထေရရဲ့တရားစကားကိုနာယူပြီးတော့သူသောတပတ္တိမေညာပူညာကိုရတယ်ဆိုတာကိုရှင်အနန္ဒာကိုတော်တိုင်ဟောပြထားတဲ့အာနန္ဒသုတ်တံဆိုပြီးတော့နိဒာနဘကတန်ရုပ်ပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိတယ်။ငါရှင်တို့တဲ့အရှင်အနန္ဒာကိုတော်တိုင်ဟောပြတာမန္တန်ဒီပုဒ္ဒရှင်ပုံနာမထေရယဟန်ပြုသစ္စာတည်ငယ်တို့လိုယဟန်တွေအတွက်အလွန်တရာမှအကျိုးကျေးဇူးများတယ်။ငါဆိုလို့ရှိရင်အဲ့ဒီရှင်ပုံနာဟောပြတဲ့တရားကိုနာရကြရပြီးတော့တရားအသိဉာဏ်ကိုရခဲ့တာဘယ်လိုဟောပြတာလဲဆိုတော့သူကဥပမာလေးနဲ့ဟောတာအာနန္ဒာတဲ့ငါဖြစ်တယ်ဒါဟာငါပဲလို့ဒီသဘာဝတရားတွေကိုငါလို့မှားယွင်းစွာဆွဲလန်းမှတ်တင်ခြင်းဟာအကြောင်းတရားရှိလို့အကြောင်းကိုဆွဲပြီးတော့အဲ့ဒီငါဆိုတဲ့အမြင်မှားကြီးဖြစ်လာတာတဲ့နော်ငါလို့ထင်တာအစွဲပြုပြီးတော့ထင်တာအကြောင်းပြုပြီးတော့ထင်တာဘာကိုအစွဲပြုပြီးတော့ထင်တာလဲဥပမာသူကအရင်ပေးတယ်မှန်ကြည့်ပြီဆိုလို့ရှိရင်ဒီမျက်နှာရိပ်နဲ့မှန်နဲ့ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့မှန်ထဲမှာအရေးထင်လာတာဟုတ်လားရေခွက်ထဲမှာကိုယ့်ရဲ့မျက်နှာရိပ်ကိုကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ဒီမျက်နှာရိပ်လည်းရှိတယ်ဒီရေပြင်လည်းရှိတယ်အဲ့ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့ရေထဲမှာမျက်နှာရိပ်ကြီးထင်လာတာအဲ့ဒီအရေးဟာအလကားထင်လာတာမဟုတ်ဘူးနော်မှန်တဲ့မျက်နှာရိပ်နဲ့ပေါင်းမိပြီးတော့မှန်ထဲမှာအရေးထင်လာတာအဲ့ဒါလေးကိုဥမာပေးတာငါဆိုတဲ့စွဲလန်းတဲ့မှားယွင်းတဲ့အဲ့ဒီမှတ်ထင်မှုဟာလည်းပဲဒီရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တာတဲ့နော်ငါဆိုတဲ့အမြင်မှားကြီးဟာဘာကိုအကြောင်းပြုပြီးတော့ဖြစ်တာလဲခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တာတဲ့ဒါတိတိကျကျလေးနားလည်အောင်ကြိုးစားတဲ့ဒီဒေသနာလေးကိုအဲ့ဒီငါဆိုတဲ့အစွဲကအကုသိုလ်အလုံးတို့ရဲ့အခြေခံပဲနော်အဲ့ဒီငါစွဲကိုဖြုတ်နိုင်လို့ရှိရင်အမြင့်ပြတ်ဖြုတ်နိုင်လို့ရှိရင်အဘယ်တန်တရားနဲ့ဇေယျပြတ်အဲ့ဒီငါစွဲကြောင့်စိတ်ဆင်းရဲရတာတွေစိတ်ပူရတာတွေအကြီးအကျယ်တုန်လှုပ်ခြောက်ခြားရတာတွေဆိုတာဖြစ်တာငါစွဲဆိုတာတရားမတို့ဦးဇင်းတို့ရဲ့ဘဝမှာအကြီးမားဆုံးနှိမ့်ဆက်နိုင်တဲ့ရန်သူပဲဘယ်ရာမှအဲ့လောက်ကြောက်စရာမကောင်းအဲ့ဒီငါစွဲကိုအဓိကကင်ပြီးတော့ပြောနေတာနော်ငါဆိုတဲ့ဒီမှားယွင်းတဲ့မှတ်ထင်မှုဟာအစွဲပြုပြီးတော့ဖြစ်တာတဲ့ဘာကိုအစွဲပြုပြီးတော့ဖြစ်တာလဲဆိုရင်ခန္ဓာ၅ပါးကိုအစွဲပြုပြီးတော့ဖြစ်တာတဲ့မှန်ကိုအစွဲပြုပြီးတော့အရေးပေါ်လာသလိုပဲတဲ့နော်ခန္ဓာ၅ပါးကိုစွဲပြုပြီးတော့ငါဆိုတဲ့အထင်မှားကြီးဖြစ်တာတော့ငါဆိုတဲ့အထင်မှားကြီးမဖြစ်ချင်ဘူးဆိုရင်ဒီခန္ဓာ၅ပါးရဲ့သဘောမှန်ကိုသိဖို့လိုတယ်ပေါ့အဲ့ဒါခန္ဓာ၅ပါးရဲ့သဘောမှန်ကိုသိအောင်အဲ့ဒီမထေရမြတ်ကြီးကဘယ်လိုမေးတော့ဆိုတော့အာနန္ဒာတဲ့ဒီရုပ်အစုဝေးဟာတည်မြဲတဲ့သဘောရှိလားမတည်မြဲတဲ့သဘောရှိလားတဲ့မတည်မြဲတဲ့သဘောရှိတယ်မတည်မြဲတဲ့သဘောဆိုလို့ရှိရင်အကောင်းဖြစ်နိုင်မလားအဆိုးဖြစ်နိုင်မလားအဆိုးပဲဖြစ်မယ်အကောင်းမဟုတ်ဘူးနော်မတည်မြဲတဲ့သဘောဟာဆင်းရဲလားချမ်းသာလားဒီလိုမေးတာမတည်မြဲတဲ့သဘောကအကောင်းမဟုတ်အဲ့လိုဆိုရင်မတည်မြဲသောအကောင်းမဟုတ်သောအဲ့ဒီသဘာဝတွေကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့မှားယွင်းစွာဆွဲလန်းမှတ်ထင်ခြင်းကတင့်တော်ပါမလားတဲ့လို့မေးတာအဲ့လိုပဲဦးဇင်းတို့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးပေါ့နောက်လူငယ်တွေနားလည်အောင်ပြောရရင်တော့ဒီရုပ်အစုနာအစုနော်အစုအဝေးဆိုတာကိုပါဠိလိုခန္ဓာလို့ပြောတယ်နော်ရုပ်အစုကိုရုပ်ပဲခန္ဓာနော်နာအစုကိုတော့၄စုခွဲပြီးတော့ဟောတယ်ဝေဒနာအစုဝေဝေဒနာခန္ဓာမှတ်သားမှုတင်ညာအစုဝေတင်ညာခန္ဓာနော်ပြုလုပ်မှုရှေ့ဆုံးမှုသင်္ခါရအစုဝေသင်္ခါရခန္ဓာတိမှုဝိညာဉ်တို့ရဲ့အစုဝေဝိညာဉ်နဲ့ခန္ဓာ
ဒါကိုအကျဉ်းမြင့်လေးနားလေအောင်ရုပ်အစုနာမ်အစုလို့ဒီလိုမှတ်မယ်ဆိုရင်လည်းမရဘူးလားရတယ်နော်အဲ့ဒီရုပ်အစုနာမ်အစုကိုပဲအစွဲပြုတ်ပြီးတော့ငါဆိုတဲ့အထင်မှားကြီးပေါ်လာတာတဲ့တော့ငါဆိုတဲ့အထင်မှားကြီးပေါ်မလာအောင်ဒီရုပ်အစုနာမ်အစုရဲ့အခြေအနေမှန်ကိုသိအောင်ကြိုးစားရမယ်တော့ရုပ်အစုနာမ်အစုဆိုတာငါလားမတည်မြဲတဲ့သဘောလားလို့မေးမတည်မြဲတဲ့သဘောမတည်မြဲတဲ့သဘောကိုတကယ်မြင်လို့ရှိရင်ငါလို့ဆွဲလန်းတဲ့မှတ်ထင်မှုဖြစ်စရာအကြောင်းမရှိဘူး။ရုပ်ဆိုတာမတည်မြဲတဲ့သဘောပဲငါမဟုတ်ဘူး။သဘာဝတရားမှာဘယ်လိုသဘာဝတရားလဲဆိုရင်မတည်မြဲတဲ့သဘာဝတရား။ခုပဲဖြစ်လာတယ်ခုပဲမရှိတော့ဘူးထပ်ဖြစ်တယ်အတိအစ်ပဲထပ်ပြီးတော့ဖြစ်နေတယ်။အတိအစ်ပဲထပ်ပြီးတော့ဖြစ်နေတယ်။စောစောကဖြစ်ခဲ့တာနဲ့အခုဖြစ်နေတာနဲ့တခုတည်းမဟုတ်ဘူး။သဘောပေါက်ရဲ့လား။စောစောကဖြစ်ခဲ့တာမရှိတော့ဘူးအခုဖြစ်နေတာအတိတ်ငါလို့စွဲเสียငါလို့ထင်เสียဒီယုတ်ဒီနံရဲ့တဘာဝကိုသာမတည်မြဲဘူးလို့အမှန်သိရင်ငါလို့စွဲเสียမရှိဘူးဆိုတာကိုလည်းအမှန်သိမယ်ပေါ့တော့ငါစွဲကင်းကျင်တယ်ဆိုလို့ရှိရင်ငါစွဲကိုလျှော့ချခြင်းတယ်ဆိုရင်ဒီခန္ဓာဟာမတည်မြဲတဲ့တဘာဝအစုအဝေးများတာဖြစ်တယ်လို့သူ့ရဲ့အမြင်မှန်ကိုသာအခြေအနေမှန်ကိုသာမြင်အောင်ကြည့်ဖို့လိုတယ်ဒါပဲရိုးရိုးလေးပဲနော်အနိစ္စကိုသာတကယ်မြင်မယ်ဆိုရင်ငါဆွဲအဲ့ဒီအချိန်မှာမဖြစ်ဘူးပေါ့ဟုတ်လားဒါကြောင့်ဒီမတည်မြဲတဲ့သဘာဝအစုအဝေးသာဖြစ်တယ်ဆိုတာကိုတကယ်မြင်အောင်ကြည့်တော့ဒါကဥစဉ်ကစဉ်းစားမိတာလေးကိုပြောပြပါမယ်ငါလို့ထင်တယ်ဆိုတာဘလို့ထင်နေတာတော့နော်ကိုတိတ္တဆအရွယ်တွေကစအနေထားကြီးကအခုချိန်ထိမပြောင်းလဲဘူးလို့ထင်နေတာနော်တခုတည်းလို့ထင်နေတာနော်ဒါကိုပဲခြုံပြီးတော့ငါလို့လှုပ်ထားတာမနေ့တုန်းကရောအရင်လကရောအရင်နှစ်ကရောကုံလုံးခဲ့တဲ့အချိန်တွေမှာဖြစ်ခဲ့တဲ့ငါအခုငါမသိမချင်းငါတငါတည်းငါထားတာတလုံးတစ်ခဲတည်းတစ်ဆက်တည်းဟုတ်တယ်မို့လားတကယ်လို့သာငကိုတုန်းကဖြစ်ခဲ့တဲ့အခြေအနေကတကယ်မရှိတော့ဘူးအခုအစ်စ်ကလေးနဲ့ဖြစ်နေတာဒါလည်းပဲဒလဇက်ပျောက်ပြက်နေတယ်လို့အမြင်မှန်ရမယ်ဆိုလို့ရှိရင်ငါဆိုတဲ့အထင်မှာအဲ့ဒီအချိန်မှာမရှိနိုင်ဘူးအဲ့ဒါရှင်ပုံနာကရှင်အာနန္ဒာကိုဟောပြတဲ့တရားပဲမှန်ကိုအစွဲပြုတ်ပြီးတော့အရေးဆိုတာပေါ်လာတာခန္ဓာ၅ပါးကိုအစွဲပြုတ်ပြီးတော့ငါဆိုတဲ့အမြင်မှကြီးပေါ်လာတာဒါကြောင့်ဒီခန္ဓာ၅ပါးရဲ့အခြေအနေမှန်ကိုသာမြင်အောင်ကြည့်ရမယ်အခြေအနေမှန်ကဘာလဲမတည်မြဲမှုအနေစာအောင်အဲ့ဒီတရားကိုရှင်အာနန္ဒာကိုယ်တော်တိုင်ဟောပြတာအဲ့ဒီမှန်ကိုဥပမာပေးပြီးတော့ဟောပြတဲ့ဒေသနာကိုနာယူပြီးတော့ငါဟာတရားအသိဉာဏ်ဓမ္မစက္ခုကိုရခဲ့တယ်လို့ရှင်အနန္ဒကိုယ်တော်တိုင်ဟောပြထားတာနော်ဒါကြောင့်ဘေးသက်ပေါင်းသူတော်တို့ရှင်အနန္ဒကိုယ်တော်မြတ်သောတပန်ဖြစ်အောင်ဟောပြတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့မေးရှင်ပုံနာလို့မှတ်ရမယ်တရားဒေသနာကမှန်ကိုဥပမာပေးပြီးတော့ဟောပြတဲ့တရားဒေသနာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ဗာပြောခြင်းတော့ဆိုတော့ရှင်နာကိုယ်တော်မြတ်သောတပန်ဖြစ်ပြီးပြီဆိုတော့ယဟန္တာဖြစ်တာကမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာဖြစ်မှာအဲ့တော့မြတ်စွာဘုရားရဲ့ထံတော်ဘာကနေသူဟာဥပထဝကနော်အလုတ်ကျွေးစုကိုရတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောခြင်းတာခါတော်ဘာမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကယဟန်တန်ဃာတွေရဲ့ရှေ့မှာယဟန်တို့တဲ့ငါဘုရားအသက်ကြီးပြီဒါကြောင့်မလို့အမြဲတမ်းအလုတ်ကျွေးယဟန်တစ်ပါးရှိမှတင့်တော်မယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားတက်တော်55နှစ်ကျော်ပြီမြတ်စွာဘုရားရဲ့ဒီဝါတော်တွေကိုတတ်မှတ်တဲ့အခါမှာပထမဘောဓိဆိုတာကပထမဝါ20ပေါ့နော်အဲ့ဒီအတော်တွင်းမှာမြတ်စွာဘုရားကိုအတ္တိတကြပြုစုတဲ့လှုပ်ကြွေးတဲ့ယဟန်ဆိုတာမရှိဘူးကြုံရယဟန်တွေကပြုစုတာအဲ့ဒီအနေထားလေးကိုမြတ်စွာဘုရားမိန့်ရှိတာနော်နာဂတမလာဆိုတဲ့မထေရမြတ်စွာဘုရားကိုပြုစုဖို့တယ်သူနခတ်မထေရလည်းပြုစုဖို့တယ်နာဂိတတို့စုံနာတို့နော်မေဂိယတို့မြတ်စွာဘုရားကိုပြုစုတဲ့ယဟန်တွေရှိတယ်ဒါပေမဲ့သိပြီးတော့အဆင်မပြေဘူးနာဂတမလာဆိုလို့ရှိရင်ဘလောက်တောင်ဆိုးတုံးဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တပိတ်သင်္ကန်းကိုယူပြီးတော့မြတ်စွာဘုရားနဲ့တော်လန့်ခရီးကိုကြွကြတာအဲ့ဒါလမ်းနှစ်ခွလေးရှိနေတော့မြတ်စွာဘုရားဒီလမ်းကိုကြွမယ်ဆိုတော့သူကမြတ်စွာဘုရားကြွတဲ့လမ်းကိုမကြွချင်မြတ်စွာဘုရားတပည့်တော်ဒီလမ်းပဲသွားမယ်အသွားနဲ့ဒီလမ်းလျှောက်သွားရအောင်မရဘူးအဲ့ဒါဒီလမ်းပဲသွားမယ်ပေါ့ဒါမြတ်စွာဘုရားစကားကိုနားမထောင်အဲ့တော့ဘာလုပ်တော့ဆိုတော့မြတ်စွာဘုရားတပိတ်သင်္ကန်းတွေကိုမြေကြီးပေါ်ချမယ်လို့သူလှုပ်တာမယူနိုင်တော့ဘူးရှင်ဘုရားတပိတ်သင်္ကန်းရှင်ဘုရားကသူယူဆိုတဲ့သဘောမျိုး
အလောက်ထိဆိုးတာပေါ့နော်အဲ့တော့မြတ်စွာဘုရားကိုင်းအဲ့လိုဆိုရင်ဟုတ်ပြီဆိုပြီးတော့တပိသင်္ကန်းကိုမြတ်စွာဘုရားကိုတော်တိုင်ယူပြီးတော့မြတ်စွာဘုရားအဲ့ဒီလမ်းကိုကြွတယ်အဲ့ဒီရဟန်းကသူသွားခြင်းနဲ့လမ်းပဲသွားတာအဲ့ဒါခဏနေတော့လူဆိုးတွေများတွေနဲ့တွေ့ရောအဲ့တော့သူ့ရဲ့တပိသင်္ကန်းတွေလူယူပြီးတော့တခါတည်းသူ့ရဲ့ခေါင်းကိုရိုက်ကြတာအဲ့ဒီမှာသွေးတွေဖြားဖြားကျပြီးတော့ကိုလိုယုံပြီးတော့ထွက်ပြေးလာတာမြတ်စွာဘုရားဒီပြန်ရောက်လာတယ်အဲ့ဒါမြတ်စွာဘုရားမင်းဘယ်နဲ့ဖြစ်တာတော့လူဆိုးတွေနဲ့တွေ့လို့ဗျာငါကအဲ့ဒီအကြောင်းကိုမြင်လို့ဒီလမ်းကတွားရအောင်လို့ပြောတာမင်းကလက်မခံဘူးအဲ့ဒါမြတ်စွာဘုရားအဲ့ဒါကိုပြောပြတာယဟန်တို့တဲ့တချို့ယဟန်တွေကအဲ့လိုမျိုးတောင်လောက်ကြတာမေဂိယမထေရဆိုလို့ရှိရင်လည်းဦးဇင်းတို့ဆွမ်းခံသွားရင်းနဲ့နော်တရတော်အုပ်ကြီးတစ်ခုကိုတွေ့တော့အဲ့ဒီတဲကိုဝင်ပြီးတော့သူကတရားအထုတ်ချင်တာအဲ့ဒါမြတ်စွာဘုရားကိုခွန်းတောင်းတော့မြတ်စွာဘုရားမသွားနဲ့မရဘူးသူကသွားခြင်းနဲ့မြတ်စွာဘုရားအကုန်လုံးကိစ္စပြီးသွားပြီတပည့်တော်ကဘာမှတည်သေးတာမဟုတ်ဘူးအဲ့လိုတောင်သူကအကြက်ကင်တာဒါကြောင့်တရားအထုတ်ခြင်းလို့သူသွားမယ်ဆိုတော့ကင်တရားအထုတ်ခြင်းလို့သွားတဲ့ရန်ကိုငါကဘယ်လိုလုပ်တားလို့ရမလဲသွားတာပဲတပိသင်္ကန်းမြတ်စွာဘုရားဒီထားခဲ့ပြီးတော့အဲ့ဒါဟိုရောက်တဲ့ခါကျတော့တစ်ချိန်သောဘဝကသူကအဲ့ဒီထဲမှာရှင်မင်းဖြစ်ခဲ့ဘူးတာဆိုတော့အဲ့ဒီဓာတ်တွေရဲ့ရိုက်ခတ်မှုကိုခံရတယ်အဲ့ဒါကြောက်ပြပေါ်မှာထိုင်ရင်းနဲ့ကာမဝိတ္တဗျာပါဒဝိတ္တဝိဉ္ဒဝိတ္တဆိုတဲ့အတွေ့အကြုံအကြံစိုးတွေဖြစ်တယ်အလွန်အံ့ဩတယ်သူ့ကိုယ်သူဘယ်လို့မှတရားအထုတ်လို့မရအောင်အဲ့ဒါနဲ့မြတ်စွာဘုရားဒီပြန်ပြီးတော့ရောက်လာလို့မြတ်စွာဘုရားသူ့ကိုတရားဟောပြရတာရှိတယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကထောက်ပြပြီးတော့ယဟန်တို့တဲ့အခုငါအသက်ကြီးလာပြီဒါကြောင့်ငါ့ကိုအမြဲတမ်းပြုစုမဲ့ယဟန်ဆိုတာလိုတယ်အဲ့ဒါကိုတင်တို့လှုပ်ကြလို့ပြောတော့ယဟန်တော်ရှင်မြတ်တွေကအလွန်ဓမ္မတံဝေကရတယ်တဲ့ဩမြတ်စွာဘုရားကိုအဲ့လိုလှုပ်ကြတာအဲ့ဒါနဲ့ရှင်သာရိပုတ္တရာကိုရမေကြီးကစပြီးတော့လျှောက်တယ်မြတ်စွာဘုရားတဲ့တပည့်တော်အရှင်ဘုရားကိုပြုစုလှုပ်ကြွေးပါရစေအမြဲတမ်းပြုစုလှုပ်ကြွေးပါမယ်ဒီတော့မြတ်စွာဘုရားကတားမြစ်တယ်လက်မခံဘူးတားမြစ်တာကိုချီးမြှောက်တဲ့စကားလေးနဲ့တားမြစ်တယ်တာတိပုတ္တရာတဲ့တရားငါးကိုအမြဲပြုစုဖို့မသင့်တော်ဘူးတဲ့ဘာဖြစ်လို့ဆိုတော့တရားတခြားသောနေရာတွေမှာသွားပြီးတော့နေရမယ်ပေါ့သင်နေတဲ့နေရာဟာတရားဖြစ်မစိတ်တော့ဘူးသင်ဆုံးမတာငါဆုံးမတာနဲ့အတူတူပဲပေါ့ဒါကြောင့်မလို့သင်ကငါနာအမြဲနေလို့မဖြစ်ဘူးအဲ့လိုမိန်ရှိတာအဲ့ရှင်သာရိပုတ္တရာပြီးတော့ရှင်မမောက္ကလနောက်အလွန်ထင်ရှားကြော်ကြတဲ့မထေရမြတ်ကြီးတွေအများကြီးတန်းစီပြီးတော့တပါးပြီးတပါးလျှောက်တယ်အကုန်လုံးလျှောက်ပြီးသွားတယ်မလျှောက်တာတပါးပဲကျန်တယ်အဲ့ဒီတပါးကဘယ်လိုလုပ်ဆိုတော့ရှင်အနန္ဒပဲအဲ့ရဟန်းတော်တွေကရှင်အနန္ဒကိုတိုက်တွန်းကြတယ်မြတ်စွာဘုရားနဲ့ညီအကိုဝမ်းကိုလည်းတော်တယ်မြတ်စွာဘုရားနဲ့လည်းအလွန်မှအကျွမ်းဝင်တယ်အဲ့လိုရှင်အနန္ဒကိုဒီစုကိုယူပါဒီအလုတ်ကျွေးတာဝန်ကိုအသင်ယူပါလျှောက်ပါမြတ်စွာဘုရားကိုဆိုတော့တောင်းမှရတဲ့စုကဘာတန်ဖို့ရှိမလဲတဲ့အဲ့လိုပြောတာသူကဟုတ်လားငါ့ကိုမြတ်စွာဘုရားမမြင်ဘူးလို့မရှိပါဘူးတဲ့မြင်ပါတယ်တကယ်လို့သာငါ့ကိုအလုတ်ကျွေးပြုတ်သိခြင်းနဲ့ဆိုရင်အာနန္ဒအလုတ်ကျွေးပြုတ်လို့ငါ့ကိုမြတ်စွာဘုရားပြောမှာပေါ့တဲ့အဲ့ဒါမြတ်စွာဘုရားရှင်နေပြောတာနော်ဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကယဟန်တို့တဲ့အာနန္ဒဟာသူများတောင်းပန်မှအဲ့ဒီရှုကိုယူမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသူတောင်းပန်လိမ့်မယ်တဲ့ဟောလမ်းကြောင်းလေးဖွင့်ပေးတာနော်သူတောင်းပန်လိမ့်မယ်အဲ့လိုပြောတော့မှရှင်အာနန္ဒကမြတ်စွာဘုရားကိုအလုတ်အကျွေးရှုကိုယူတာအဲ့လိုယူတဲ့အခါမှာဦးဇင်းတို့သာသနာမှာအလွန်ထင်ရှားကြော်ကြတဲ့စကားတစ်ခုရှိတယ်ပေလေးတန်ခံလေးပါတဲ့အဲ့ဒီရှုလေးပါကိုပေးမှသူအလုတ်အကျွေးရာတို့ကိုယူရမယ်ပေလေးတန်ခံလေးပါတဲ့အဲ့ဒါလေးကလောကီလိုလည်းအလွန်မှတ်သားစရာကောင်းတယ်ပေလေးတန်ကဘာလဲဆိုတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားဟာအလွန်မုံမြတ်တဲ့စွမ်းကိုတပည့်တော်ကိုအလွန်မုံမြတ်တဲ့သင်္ကန်းကိုတပည့်တော်ကိုမပေးဘူးဆိုလို့ရှိရင်နံပါတ်1ပေါ့နော်နောက်နံပါတ်2အလွန်မုံမြတ်တဲ့သင်္ကန်းကိုတပည့်တော်ကိုမပေးဘူးဆိုလို့ရှိရင်နောက်နံပါတ်3မြတ်စွာဘုရားနဲ့နော်ဒီမုံမြတ်တဲ့နေရာမှာတနေရာထဲမှာအတူတူနေခွင့်မပြုဘူးဆိုလို့ရှိရင်ဟုတ်လားပြီးတော့မြတ်စွာဘုရားကြွလေရသွားလေရမှာနောက်တော်ဘာကခေါ်မသွားဘူးဆိုလို့ရှိရင်တပည့်တော်အလုတ်ကျွေးຢာတို့ကိုယူပါမယ်ဒါပယ်လေးပါနော်မုံမြတ်တဲ့သင်္ကန်းရဲ့စွန့်ရဲ့နေရာရဲ့မပေးဘူးဆိုရင်ပြီးတော့သွားလေရစွန့်သားတွေဘာတွေသွားရင်နောက်တော်ဘာကအမြဲခေါ်မသွားဘူးဆိုရင်အဲ့ဒါကို तू မကြိုက်ဘူးပယ်ခိုင်းတယ်အာနန္ဒာတဲ့ဒီလေးပါးမှာဘလို့အပြစ်ကိုမြင်လို့သင်ကပယ်ရတာတော့မဟုတ်မြတ်စွာဘုရားသိလဲနဲ့မေးတာဒါမြတ်စွာဘုရားတဲ့တကယ်လို့သာမြတ်စွာဘုရားတပည့်တော်ကိုမုံမြတ်တဲ့သင်္ကန်းစွမ်းဒါတွေကိုပေးမယ်
အတူတူလည်းပဲတကြောင်ထဲမှာထားမယ်သွားလေရခေါ်သွားမယ်ဆိုရင်လှုပ်ကြွေးမှာပေါ့ကွာဒီလောက်အခွင့်အရေးတွေရနေတာမလှုပ်ဖဲနေမလားဒီလိုသာရရင်တို့လည်းလှုပ်နိုင်ပါတယ်လို့တပည့်တော်ကိုဆွဆွဲကြမှာတဲ့ဒါကြောင့်မလို့ဒီအခွင့်အရေးကိုမယူခြင်းဘူးတဲ့အခွင့်အရေးရတယ်လို့ရလို့လှုပ်တယ်လို့အထင်မခံနိုင်ဘူးနော်အခွင့်အရေးရလို့လှုပ်တယ်လို့အထင်မခံနိုင်ဘူးတဲ့ဒါကဦးဇင်းတို့ပယ်လေးတန်ပါနောက်ခံလေးပါးဆိုတာကဘာလဲရသော်ဗျာတဲ့နော်ရသော်ဘုရားကိုအရက်တစ်ပါးကနေပြီးတော့ပင့်ပေးပါလို့မြတ်စွာဘုရားကိုဓာတ်ရိုက်ပင့်ဖို့မဝင်ရဲတဲ့ပုဂ္ဂိုလ်တွေကအပင့်ခိုင်းလို့ရှိရင်တပည့်တော်ကမြတ်စွာဘုရားကိုလာပင့်မှမယ်အဲ့လိုတပည့်တော်ကဂျားပင့်ပေးရင်မြတ်စွာဘုရားလက်ခံပေးပါတဲ့ဒါတစ်ချက်နောက်မြတ်စွာဘုရားတဲ့မြတ်စွာဘုရားကိုဖူးမြော်ဖို့အတွက်အရက်ဝေးကနေလာကြတာတချို့မရဲပါဘူးမြတ်စွာဘုရားကိုဓာတ်ရိုက်လာပြီးတော့မဖူးရဲဘူးအဲ့လိုဆိုရင်တပည့်တော်ကသူတို့ကိုမြတ်စွာဘုရားကိုဖူးမြင်ခွင့်ရအောင်ရှောက်ပေးမယ်ဆိုရင်မြတ်စွာဘုရားအဖူးခံတော်မူပါဟုတ်လားနောက်ပြီးတော့မြတ်စွာဘုရားတဲ့တပည့်တော်တန်တရားဖြစ်လို့ရှိရင်မေးခွင့်ပြုပါပေါ့အချိန်မရွေးနော်အဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားကိုဝန်ခံချက်တောင်းတဲ့သဘောမျိုးပါပဲနော်မြတ်စွာဘုရားကိုပင့်ဖိန်လို့ရှိရင်မြတ်စွာဘုရားကြွပေးပါဟုတ်လားမြတ်စွာဘုရားကိုဖူးမြော်ခွင့်တောင်းလို့ရှိရင်မြတ်စွာဘုရားဖူးမြော်ခွင့်ပေးပါတပည့်တော်ရဲ့စိတ်ထဲမှာယုံမှားတန်တရားဖြစ်လာတဲ့အကြောင်းအရာတွေကိုအချိန်မရွေးတပည့်တော်ကိုမေးခွင့်ပြုပါဟုတ်လားနောက်ပြီးတော့မြတ်စွာဘုရားမျက်ကွယ်မှာဟောတဲ့တရားတွေတပည့်တော်မပါဘဲနဲ့ဟောတဲ့တရားတွေကိုတပည့်တော်ကိုပြန်ပြီးတော့ဟောပြပါတဲ့အဲ့တော့မြတ်စွာဘုရားကအနန္နာတဲ့ဘယ်လိုအပြစ်ကိုမြင်လို့ဘယ်လိုအကျိုးလေးတွေကိုမြင်လို့ဒီလေးပါးကိုသင်တောင်းဆိုရတာတော့အဲ့လိုမေးတဲ့အခါကျတော့ရှင်အနန္ဒာကတကယ်လို့သာမြတ်စွာဘုရားကိုတပည့်တော်ကပင့်ဖိတ်ပြီးတော့ပေးတာမရဘူးဖူးမြော်ခွင့်တောင်းတာမရဘူးနောက်တန်တရားရှိတာကိုမေးခွင့်မရှိဘူးဆိုရင်ဒီလောက်လှုပ်ကြွေးနေတာတောင်ရှင်အနန္ဒာဟာဒီလိုအခွင့်အရေးလေးတောင်မရရှာဘူးအဲ့ဒီလိုသူများကဆွဆွဲခဲ့ရတာကိုတပည့်တော်ခံရလိမ့်မယ်တဲ့ပြီးတော့ဦးဇင်းတို့မျက်ကွယ်မှာဟောတဲ့တရားတွေကိုတချို့ကသိကျင်လို့လာမေးကြမယ်ဆိုရင်တပည့်တော်ကတကယ်လို့မပြောနိုင်ဘူးဆိုလို့ရှိရင်ဒီအာနန္ဒယဟဟာအရေးလို့မြတ်စွာဘုရားရဲ့နောက်ကအမြဲတမ်းလိုက်နေပြီးတော့ဒါတောင်သူမသိဘူးလို့တပည့်တော်ကိုအဲ့လိုအပြစ်တင်ကြလိမ့်မယ်တဲ့ဟုတ်လားဒါကြောင့်မို့လို့ဒီစုလေးပါးကိုလည်းပေးတော်မူပါနော်ပယ်လေးတန်ခံလေးပါဟုတ်ရဲ့လားအဲ့ဒီလိုမျိုးစုတောင်းတော့မြတ်စွာဘုရားကရှင်အနန္ဒာကိုအလို့အကျွေးရာတို့ပေးတယ်အဲ့ဒါမြတ်စွာဘုရားကိုသူအဲ့ဒီယာတို့ယာတွေကစပြီးတော့ဘယ်လောက်ထိပြုစုလုပ်ကျွေးလဲဆိုလို့ရှိရင်တဲ့နော်ရေဘူးရေချမ်းအမြဲတမ်းကန့်လန့်နေမြတ်စွာဘုရားကိုခြေစုပ်လက်နဲ့အမြဲတမ်းစုံနေပြီးတော့ပေးတယ်မြတ်စွာဘုရားရဲ့ကဏ္ဍကုရီကျောင်းတော်ကိုတညကိုမီးတိုင်ကင်ပြီးတော့6 ဘတ်လောက်တောင်ပတ်တယ်လို့ဆိုတယ်မြတ်စွာဘုရားကိုအန္တရာယ်ကင်းအောင်လို့ညဆိုရင်မအိပ်တာပဲများတယ်တဲ့တကယ်လို့မြတ်စွာဘုရားအလိုတော်ရှိလို့ခေါ်လိုက်လို့ရှိရင်နော်အရန်သင်းဖြစ်အောင်ဆိုပြီးတော့သူအမြဲတမ်းနုံနုံကြာကြာနေတယ်ဟုတ်ရဲ့လားအဲ့လောက်ထိမြတ်စွာဘုရားရဲ့ပုံမှာသူဟာပြုစုလုပ်ကြွေးတာပင်ကိုအဖြစ်လည်းပဲဒီရှင်အနန္ဒာကမြတ်စွာဘုရားကိုအလွန်မှလည်းပဲပြောရလို့ရှိရင်တရားရောစဉ်အလွန်ကြီးတယ်မေတ္တာလည်းအလွန်ကြီးတယ်ဒါကြောင့်မို့လို့သူဧတတဲ့ဆုရတဲ့အခါမှာဆုက5 ခုတောင်ရတာဧတတဲ့ကနော်ဧတတဲ့ဆု5 ပါးကဘာတွေတုံးဆိုတော့နံပါတ်1ဘ ഹു တုတ္တနံဒီမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေနဲ့ပတ်သက်ပြီးတော့ဘ ഹു တုတ္တများတဲ့နေရာမှာရှင်အနန္ဒာကိုမှီတဲ့တန်ခါတစ်ပါးမှမရှိဘူးတဲ့နောက်နံပါတ်2တတိမန္တနာမြတ်စွာဘုရားဟောထားတဲ့ဒီတရားတွေကိုကြာမြင့်စွာအမှတ်ရနိုင်တဲ့တတိအားကောင်းတဲ့ယန္တိတွေမှာမြတ်စွာဘုရားလောက်ရှင်အနန္ဒာလောက်အားကောင်းတာမရှိဘူးတဲ့နောက်ဂတိမန္တနာမြတ်စွာဘုရားရဲ့ဟောထားတဲ့ဒီတရားတွေစီစကလုံးတွေကိုရှင်အနန္ဒာလောက်အသေးစိတ်သိတဲ့နားလည်တဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့နောက်ဒိဋ္ဌိမန္တနာဒီမြတ်စွာဘုရားဟောပြခဲ့တဲ့ဒီဒေသနာတွေနဲ့ပတ်သက်ပြီးတော့ဒီတရားတွေနဲ့ပတ်သက်ပြီးတော့ရှင်အနန္ဒာလောက်ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့လုံလဝရိယအလွန်ကြီးတယ်ပေါ့နော်ဒီဒေသနာတွေနဲ့ပတ်သက်ပြီးတော့ဟုတ်လားနောက်5 ခုမြောက်ကဘာပြောတော့ဆိုတော့ဥပဒါဘကမြတ်စွာဘုရားကိုပြုစုလုပ်ကြွေးတဲ့နေရာမှာရှင်အနန္ဒာလောက်ပြုစုလုပ်ကြွေးနိုင်တာမရှိဘူးဆိုတော့ဧတတဲ့5 တန်ရတယ်အဲ့
အဲ့ဒီတည်းမှာအရန်ထင်ရှားတာကတော့မြတ်စွာဘုရားကိုပြုစုလုပ်ကြွေးတဲ့အနေအထားအောင်ဘာကြောင့်မြတ်စွာဘုရားကိုသူကဒီလောက်ကြီးပြုစုလုပ်ကြွေးတာတော့ဆိုတော့တန်တရားတစ်လျှောက်လုံးကျင်လေကျက်စားတဲ့နေရာမှာနီးနီးဆက်ဆက်ကျင်လေကျက်စားခဲ့မှုတွေအရန်များတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့ပုံမှာအလွန်တရာမှမေတ္တာဓာတ်အားကြီးတယ်အောင်ဘလောက်ထိမြတ်စွာဘုရားရဲ့ပုံမှာမေတ္တာဓာတ်အားကြီးလဲဆိုလို့ရှိရင်အသက်ဆွန့်သည့်အထိမြတ်စွာဘုရားရဲ့ပုံမှာမေတ္တာဓာတ်အားကြီးတယ်တဲ့နော်ရှင်အနန္ဒာကဒါကဦးဇင်းတို့ဘယ်မှာထင်ရှားလဲဆိုတော့နာလာဂိရိရှင်ရဲ့အကြောင်းပိဿတို့ကြားဥပါတယ်ဟုတ်လားရှင်ဒေဝရရဲ့လုံလပယောဂကြောင့်နော်အဇာတတမင်းကနာလာဂိရိရှင်လွတ်ပြီးတော့မြတ်စွာဘုရားကိုလှုပ်ကြံတာနော်ရှင်ဒေဝရကအဲ့ဒီမှာနာလာဂိရိရှင်ဟာအယက်မူးပြီးတော့တွေးသမျှလူအကုန်လုံးကိုရိုက်တတ်မယ်ဆိုတဲ့သဘောမျိုးလာတာမြို့ထဲမှာပဲမှတွေ့တာအဲ့ဒီအချိန်မှာဦးဇင်းတို့တန်ဃာတန်းကြီးရဲ့ရှေ့မှာမြတ်စွာဘုရားရှိတယ်အဲ့ဒါရှင်သာရိပုတ္တရာကြွလာပြီးတော့မြတ်စွာဘုရားနော်ဖခင်တို့မှာဖြစ်တဲ့ကိစ္စဟာသားကြီးတွေရဲ့ခေါင်းမှာတာဝန်ရှိပါတယ်ဒါကြောင့်ဒီကိစ္စကိုသူရှင်းပါမယ်နာလာဂိရိရှင်ကိုသူရင်ဆိုင်ပါမယ်ဒီတော့မြတ်စွာဘုရားကသာရိပုတ္တရာတဲ့မြတ်စွာဘုရားတို့ရဲ့အစွမ်းကတစ်မျိုးတာဝကတို့ရဲ့အစွမ်းကတစ်မျိုးလို့အဲ့လိုပြောပြီးတော့မြတ်စွာဘုရားလက်မခံဘူးအဲ့လိုပဲရှင်မမောကလန်တို့တခြားတကူကြီးမားတဲ့ယဟန်တွေတောင်းပန်တယ်မရဘူးအဲ့ဒါရှင်အနန္ဒာကလည်းလာပြီးတော့တောင်းပန်တယ်မရဘူးအဲ့တော့ရှင်အနန္ဒာကတော့တောင်းပန်လို့မရတော့ဘာလို့တုံဆိုတော့မြတ်စွာဘုရားရဲ့ရှေ့ကနေပြီးတော့လာပြီးတော့ရက်နေတော့တာမဖယ်တော့ဘူးအဲ့တော့အာနန္ဒာသင်ဖယ်လို့မြတ်စွာဘုရားခိုင်းမဖယ်ဘူးအဲ့ဒါဆင်ရလည်းတဖြည်းဖြည်းနဲ့နေလာအာနန္ဒဖယ်၃ချိန်တိုင်ပြောတယ်မရဘူးမြတ်စွာဘုရားတဲ့တပည့်တော်ကိုနင်းသက်ပြီးမှသာလည်းမြတ်စွာဘုရားနဲ့တွေ့ပါစီရောရှေ့ကနေအသေးခံတာပေါ့နော်ရှင်အနန္ဒာအဲ့ဒါမြတ်စွာဘုရားဘယ်လို့မှလှုပ်လို့မရတဲ့တကိုးတော်နဲ့အဲ့ဒီရှင်အနန္ဒာကိုယူပြီးတော့တန်ခါကြားထဲမှာချထားလိုက်ရတယ်တဲ့မြတ်စွာဘုရားရဲ့ပုံမှာအဲ့ဒါလောက်မေတ္တာဓာတ်အားကြီးတာပေါ့အဲ့ဒီအကြောင်းအရာလေးကိုအကြောင်းပြီးတော့ဦးဇင်းတို့950ဇတ်တော်ထဲမှာရှုလဟန္တဇတ်ဆိုတော့ဇတ်တော်တစ်ပုဒ်မြတ်စွာဘုရားဟောတာရှိတယ်နော်ဟင်္သာမင်းဇတ်ပေတတို့ကြားဖို့မှာပါနတ်မိဖုရားကြီးကဟင်္သာမင်းရဲ့တရားကိုနာရတယ်လို့အိမ်မက်မဲ့လို့ဟင်္သာကိုရကျင်တယ်ဆိုလို့ဘုရင်ကြီးကနတ်မုတ်ဆိုးကိုကြောက်ဝင်းထောင်ပြီးတော့ဖမ်းခိုင်းတာအဲ့ဒီမှာဦးဇင်းတို့ဘုရားလောင်းဟင်္သာကိုမိတာမိတဲ့အခါကျတော့သူ့မုခဆိုတဲ့စစ်သူကြီးဘုရားလောင်းရဲ့အချမ်းရအောင်အဲ့ဒီဟင်္သာကသူ့မမိပဲနဲ့အဲ့ဒီဘုရားလောင်းနာလာရက်ပြီးတော့မိတ်ဆွေကောင်းပီတာစွာအဲ့ဒါမုတ်ဆိုးလာတဲ့ခါကျတော့ तू ကတိုင်ခံပြီးတော့အဲ့ဒါကိုဖြေရှင်းတယ်။ तू မမိပဲနဲ့ तू မပြန်ဘူး။အဲ့ဒါမုတ်ဆိုးကအရန်အံ့ဩတာ။တင်းနဲ့ဘာတော်လို့တော့ဒါတို့ရဲ့အရှင်အသက်ဆွန့်ပြီးတော့ तू ရှေ့ကနေမရက်တာအောင်။အဲ့ဒီသူမုခစစ်သူကြီးကအဲ့ဒါရှင်အနန္ဒအလောင်းပဲ။အဲ့ဒါနောက်တော့မုတ်ဆိုးကဒီသူမုခစစ်သူကြီးပြောတဲ့စကားကြောင့်အရန်နုညံ့ပြီးတော့သူတို့ကိုလွတ်မှာ။အဲ့ဒါကြော်ခွင့်မိလို့ခြေတော့ကနော်အရေးတွေအကျော်တွေပြတ်နေတာကိုမုတ်ဆိုးကလည်းမေတ္တာအရန်ကြီးသွားတာပေါ့သူမုခရဲ့အပြောနဲ့လူသားတွေတောင်မလုံနိုင်တဲ့ကိစ္စသေဘေးကိုမကြောက်ဖဲနဲ့ရှေ့ကနေမရက်တာဆိုအဲ့ဒါလက်နဲ့အဲ့ဒီဒဏ်ရာကိုဆုပ်အယိုးအကျော်ချင်းအသားချင်းပြန်ပြီးတော့ဆက်သွားတယ်လို့ဆိုတယ်အဲ့ဒါဦးဇင်းတို့သုလဟန္တဇတ်ကိုနော်ရှင်အနန္ဒအသက်ဆွမ်းခြင်းကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောပြတာနော်အဲ့ဒါမြတ်စွာဘုရားရဲ့ပုံမှာရှင်အနန္ဒဟာဘယ်လောက်ထိနော်မေတ္တာပေမတ္တအာကြည်တယ်လဲဆိုတာလေးကိုသက်သေပြတာပေါ့ဒါဆက်ပြီးတော့ရှင်အနန္ဒရဲ့အကြောင်းကိုဦးဇင်းတို့ဗာပြောရရှိတော့ဆိုတော့ဒီရှင်အနန္ဒဟာအလွန်တရာမှအံ့ဩစရာကောင်းတဲ့ဂုဏ်နဲ့ပြည့်စုံတယ်လို့မြတ်စွာဘုရားကိုယ်တော်တိုင်ကနော်အာနန္ဒဣစရိယသုတ်တံဆိုပြီးတော့အဲ့ဒီအကြောင်းအရာလေးကိုဟောတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ယဟန်ပိဋကကိုရှင်အနန္ဒတရားဟောတဲ့အခါမှာအဲ့ဒီယဟန်ပိဋကတရားနာခြင်းဖြင့်အားရတဲ့ရောင်ရဲတယ်လို့မရှိဘူး။တော့ရှင်အနန္ဒကိုဖူးမြော်ရတယ်ဆိုရင်ဖူးမြော်ခြင်းဖြင့်အားရတဲ့ရောင်ရဲတယ်ဆိုတာမရှိဘူး။နောက်စိတ်ထဲမှာအလွန်နှစ်သက်တယ်။နောက်တရားပြီးသွားပြီဆိုလို့ရှိရင်လည်းမရောင်ရဲမတင်းတိမ်ပဲနဲ့သာလည်းပြီးလိုက်ရတယ်။အယဟန်တွေရဲ့ခံစားချက်။အဲ့လိုပဲယဟန်မပိဋကရှင်အနန္ဒကိုလာဖူးမြော်ရတယ်ဆိုရင်အားရရောင်ရဲတယ်ဆိုတာမရှိဘူး။တရားနာရတယ်ဆိုရင်လည်းအားရတယ်ရောင်ရဲတယ်မရှိဘူးပြီးလို့သာထသွားလိုက်ရတဲ့စိတ်ထဲမှာ
ပြည့်ဝမှုမရှိဘူးဆက်ပြီးတော့တရားကိုနားနေခြင်းသေးတယ်ဖူးနေခြင်းသေးတယ်ကြည်နေခြင်းသေးတယ်အဲ့ဒါရှင်အနန္ဒာရဲ့အံ့ဩဖွယ်ရာနှမျိုးရှိသွားပြီနော်နောက်ဥပဒကနောက်တခါကြီးတွေလည်းပဲရှင်အနန္ဒာရဲ့အပေါ်မှာအဲ့လိုမျိုးဖူးမျိုးလို့ဝရတယ်လို့မရှိဘူးတရားနာလို့ဝရတယ်လို့မရှိဘူးအဲ့လိုပဲဦးဇင်းတို့တက္ကမကြီးတွေလည်းပဲဒီတိုင်းပဲပိဋကတ်၄ပါးပေါ့အဲ့ဒီပိဋကတ်၄ပါးရဲ့ရှင်အနန္ဒာရဲ့ပုံမှာနော်ကြည်ညိုမှုနော်တရားနာကြတဲ့နေရာမှာအမရနိုင်မှုအဲ့လိုမျိုးအနေအထားကိုမြတ်စွာဘုရားရှင်အနန္ဒာရဲ့အံ့ဩဖွယ်ဆိုပြီးတော့ဟောပြတာအဲ့တော့မနေ့ကဦးဇင်းတို့စကားဆက်လေးထားခဲ့တာရှိတယ်နော်အဲ့ဒီရှင်အနန္ဒာရဲ့ပုံမှာလူတွေရဲ့ချစ်ခင်မြတ်နိုးမှုဟာအလွန်အားကြီးကြတာနော်အထူးသဖြင့်ဘိက္ခုနီပိဋကတ်တွေထဲမှာတချို့ဘိက္ခုနီတွေဆိုရင်ဒီရှင်အနန္ဒာကိုသိပြီးတော့အထိမခံနိုင်ကြဘူးဟုတ်လားအဲ့ဒီတည်းမှာထူးထူးခြားခြားပေါ့လေအကြောင်းအရာလေးတစ်ခုဒါပြင်တို့တွေ့ရတယ်အင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာဘိက္ခုနီတုတ်တံဆိုတော့အဲ့လိုလေးမှတ်တမ်းတင်ထားတယ်ဟောအကြောင်းအရာလေးကအရင်ကြီးဆန်းဆန်းကြဲကြဲတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအကြောင်းအရာကိုအကြောင်းပြုပြီးတော့ဟောတဲ့တရားလေးကမှတ်သားစရာအလွန်ကောင်းတယ်ဟုတ်လားအဲ့ဒါကဘာလဲဆိုတော့အခါတစ်ပါးမှာဘိက္ခုနီမတယောက်ကဒီရှင်အနန္ဒာကိုတော်မြတ်ကိုသဘောကျနေတယ်လို့ဆိုကြပါနော်ဆွဲလန်းနေတာအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့တကားတယောက်ကိုသွားပြီးတော့ပင့်ခိုင်းတာသူ့နေရာကိုကြွဖို့သူနေမကောင်းလို့အမှန်ကနေကောင်းတယ်နေမကောင်းမှုလို့မရှိဘူးနေကောင်းရဲ့နဲ့နေမကောင်းလို့ကြွပေးပါတဏှာသဖြင့်ကြွပေးပါပတ်ပင်တော်ရှင်အနန္ဒာကအဟုတ်မှတ်ပြီးတော့သင်္ကန်းယုံပြီးတော့လိုက်လာတာဒါဒီရောက်တဲ့အခါကျတော့အဲ့ဒီဘိက္ခုနီမကညောင်ဆောင်ပေါ်မှာသင်္ကန်းကိုခေါင်းမိချုံပြီးတော့အိတ်နေတယ်တဲ့အဲ့တော့မြင်တဲ့အခါကျတော့ရှင်အနန္ဒာကရိပ်မိတာရိပ်မိတဲ့အခါကျတော့သူ့ကိုဘာဘာညာညာအပြစ်မတင်ပါဘူးတရားဟောတာအဲ့ဒီဟောတဲ့တရားလေးကတော်တော်မှတ်သားစရာကောင်းတယ်ဘာဟောတော့ဆိုတော့နှမတဲ့နော်နှမလို့ခေါ်ပြီးတော့တရားဟောတာနော်နှမတဲ့ဒီခန္ဓာကိုယ်ဟာအာဟာရကြောင့်ဖြစ်တာတဲ့ဒါပေမဲ့ဒီအာဟာရကိုပဲအကြောင်းပြုပြီးတော့ဒီအာဟာရကိုပယ်ရမယ်တဲ့ပြီးမှဥစဉ်နည်းနည်းလေးရှင်းပြမယ်နော်နှမတဲ့ဒီခန္ဓာကိုယ်ဆိုတာနော်လူချင်းမမုန်းမှုဆိုတဲ့တဏှာကြောင့်ဖြစ်တာတဲ့အဲ့ဒီတဏှာကိုပဲအကြောင်းပြုပြီးတော့အဲ့ဒီတဏှာကိုပဲပယ်ရမယ်တဲ့တဏှာကိုအကြောင်းပြုပြီးတော့အဲ့ဒီတဏှာကိုပယ်ရမယ်တဲ့နှစ်ချက်ရှိသားတယ်နော်နောက်တစ်ချက်ကနှမတဲ့ဒီခန္ဓာဟာမာနကြောင့်ဖြစ်တာဒါပေမဲ့မာနကိုပဲအကြောင်းပြုပြီးတော့အဲ့ဒီမာနကိုပယ်ရမယ်တဲ့နှမတဲ့နောက်တစ်ချက်ထပ်ပြောတယ်ဒီခန္ဓာကိုဟာမေထုံကြောင့်ဖြစ်လာတာဒါပေမဲ့မေထုံကိုတော့အကြောင်းရင်းကိုသာတတ်ရမယ်လို့မြတ်စွာဘုရားဟောတယ်တဲ့၄ချက်ပြောတယ်နော်အဲ့ဒီနေရာမှာဒီခန္ဓာကိုဟာအာဟာရကြောင့်ဖြစ်တာအာဟာရကိုအမိပြုတ်ပြီးတော့အာဟာရကိုအကြောင်းပြုတ်ပြီးတော့အာဟာရကိုပယ်ရမယ်ဆိုတာဘာကိုပြောတာတော့နားလည်ဖို့တော့မလွယ်ဘူးပေါ့နော်ဒါသူရှင်းပြမှာပဲနားလည်ရအဲ့တော့ဦးဇင်းတို့အစာအာဟာရကိုစားတဲ့နေရာမှာပေတတို့သိပါတယ်ဣတိစားဝဲအမေမေကိုမျိုးရမှန်ကြွလှပရည်စင်ပြဖြိုးခြင်းကမသုံးပါဘူးလေးပြတတ်ဆောင်ဤကိုအောင်သည်ရှိအောင်ဒီလေးအသက်မြရမမောပညာဘုရားသာသနာကျင့်တဲ့ဖျားကိုကျင့်မနိုင်စေဝေဒနာဟောင်းတဲ့မဖြစ်စေရရာပိုက်မြတ်လက်ခတ်သိမ်းဖြစ်တို့မဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိရွယ်ပါတည်းဒီအစာအာဟာရကိုစားတဲ့အခါမှာနော်မဲ့ညာဖုန်ညာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်အကျင့်မြတ်ကိုကျင့်သုံးဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့စားပါတယ်လှလို့ပါလို့ဝါလို့ဖြိုးလို့စားတာမဟုတ်ပါဘူးဟုတ်လားအဲ့ဒီရည်ရွယ်ချက်နဲ့အစာအာဟာရကိုစားမယ်တော့ဒီအစာအာဟာရကိုစားမှလည်းပဲအကျင့်မြတ်ကကျင့်နိုင်ပါအဲ့တော့ပဂတိအာဟာရကိုစားသုံးပြီးတော့ရည်ရွယ်ချက်မှန်မှန်စားသုံးပြီးတော့အဲ့ဒီအာဟာရကိုစားသုံးခြင်းကိုအကြောင်းပြုပြီးတော့ဘယ်အာဟာရကိုပယ်မှာတုံးဆိုတော့မနောတင်စေတနာအာဟာရကိုပယ်ရမယ်တဲ့နော်မနောတင်စေတနာအာဟာရဆိုတာကဒီလူဖြစ်ဖို့အတွက်နော်အကြောင်းတရားတစ်ခုဖြစ်တဲ့ကုသိုလ်ကံကိုပြောတာဟုတ်လားနော်အာဟာရကနာအာဟာရက၃မျိုးတောင်ရှိတာနော်မနောတင်စေတနာအာဟာရရဲ့ဖတ်တာအာဟာရရဲ့ဝိညာဏအာဟာရရဲ့ဆိုတော့အာဟာရ၃မျိုးရှိတယ်နာအာဟာရ၃မျိုးရှိတယ်ရုပ်အာဟာရကတစ်မျိုးရုပ်အာဟာရကိုတော့ဘယ်လိုခေါ်တော့ကပလိကာရအာဟာရတော့ဒီခန္ဓာကိုယ်ရက်တည်နေတဲ့ဖြစ်ပေါ်နေတဲ့ဆက်ဆက်ဖြစ်ပေါ်နေတယ်ဆိုတော့ဒီရုပ်ဒီနာအာဟာရတွေကြောင့်ဖြစ်နေတာနာအာဟာရကိုလူတွေကကြာဘူးနာဝလည်းတိတ်ပြီးတော့ရှိအောင်လုပ်မထားဘူးနားလေအောင်လည်းတိတ်ပြီးတော့လုပ်ထားတာတော့မရှိဘူးဟုတ်လား
တကယ်တမ်းကနာအာဟာရကြောင့်ဘဝတွေကဆက်ပြီးတော့ဖြစ်နေတာရုပ်အာဟာရကတော့သိရတာမြင်ရတာလွယ်တယ်ပေါ့ဟုတ်ရဲ့လားအဲ့တော့အာဟာရကိုအကြောင်းပြုပြီးတော့အာဟာရကိုပယ်ရမယ်ဆိုတာအဲ့ဒါကိုပြောတာတဲ့ပဂရိအာဟာရကိုရည်ရွယ်ချက်မှန်မှန်နဲ့စားသုံးပြီးတော့ဘဝတွေကိုထပ်ဖြစ်စေတဲ့မနောသင်္စေတနာအာဟာရဆိုတာကြီးကိုပယ်ရမယ်လို့ပြောတာသဘောပေါက်လားဗျာသဘောပေါက်တယ်နော်ပဂရိအာဟာရကိုအမိပြုပြီးတော့စားသုံးပြီးတော့ရည်ရွယ်ချက်မှန်မှန်နဲ့စားသုံးပြီးတော့မနောသင်္စေတနာအာဟာရဆိုတဲ့ဘဝတစ်ကိုတပံထပ်ပြီးတော့ဖြစ်စေတဲ့အဲ့ဒီနာအာဟာရကိုပယ်ရမယ်လို့ပြောတာဒါတစ်ချက်နောက်ဒီခန္ဓာကိုယ်ဆိုတာတဏှာကြောင့်ဖြစ်တာတဏှာကိုပဲအကြောင်းပြုတယ်အဲ့ဒီတဏှာကိုပယ်ရမယ်လို့တခါဟောတာရှိတယ်ဟုတ်လားအဲ့ဒါကဘာပြောတော့နော်ဒီခန္ဓာကိုယ်ဟာတဏှာကြောင့်ဖြစ်တယ်ဆိုတော့ထင်ရှားတယ်နော်ဘဝအကြောင်းကိုမှန်မှန်ကန်ကန်မသိတဲ့အဝိဇ္ဇာကြောင့်လိုချင်မဲ့မောမှုတဏှာလောဘဆိုတာမဖြစ်ဘူးလားဖြစ်တယ်နော်အဲ့ဒီတဏှာလောဘကြောင့်ဘဝအသစ်တစ်ခုထပ်ပြီးတော့ရတယ်အဲ့မှာတဏှာကိုမှီပြီးတော့တဏှာကိုပယ်ရမယ်ဆိုတာဘာပြောတော့ဆိုတော့ဆိုကြပါစို့တဲ့နော်ဘယ်ယံကတော့မှန်မှန်ကန်ကန်ကျင့်သုံးလို့အာသောကုန်ခယန္တာဖြစ်သွားတဲ့လို့သတင်းကြားတယ်အဲ့လိုဆိုလို့ရှိရင်ဩငါလည်းပဲအာသောကုန်ခယန္တာဖြစ်ခြင်းလိုက်တာဟောယန္တာဖြစ်ခြင်းနဲ့နော်မဲ့ညံဖုန်ညံကိုရခြင်းနဲ့တဏှာလောဘရှိရနော်အဲ့ဒီတဏှာလောဘကိုအကြောင်းပြုပြီးတော့ခန္ဓာကိုဖြစ်စေတဲ့တဏှာကိုပယ်ရမယ်လို့ပြောတာအဲ့ဒီတဏှာရဲ့အကြောင်းကမဲ့ညံဖုန်ညံကိုရခြင်းတာတဏှာပဲဟုတ်လားနော်ဒါပေမဲ့အဲ့ဒီတဏှာကုသိုလ်လားအကုသိုလ်လားတဲ့အတ္တကရာထဲမှာဥစဉ်သေချာကြည့်တယ်အဲ့ဒါကုသိုလ်ဖြစ်တယ်တဲ့မိဝဲတဲ့လားမမိဝဲတဲ့လားဆိုအဲ့ဒါမိဝဲတဲ့နေတဲ့ဒါပေမဲ့ပယ်နိုင်အောင်တော့ကြိုးစားရမယ်နော်မိဝဲတဲ့တယ်ဆိုတာနဲ့ပယ်နိုင်အောင်ကြိုးစားမယ်ဆိုတော့သွားမရောနဲ့နော်ဟုတ်လားဒါမညံဘုံညာရသွားရင်တော့ဒါပယ်ပြီးသားဖြစ်သွားမှာပေါ့ဟုတ်လားသို့တော်လည်းပဲမရသေးခင်မှာတော့ဒီရကျင်တဲ့စိတ်မုံမြတ်တာကိုရကျင်တဲ့စိတ်ကိုတော့အဖန်ဖန်မှီဝဲတဲ့အနေထားမရှိဘူးလားရှိရနော်ဒါကြောင့်ဒီနိဗ္ဗာန်ချမ်းသာကိုရကျင်တဲ့စိတ်ဟုတ်လားဒီရကျင်တဲ့စိတ်ကဘာလဲလောဘပဲနော်တူလဲဒါပေမဲ့အဲ့ဒီလောဘကဘာလောဘလဲဆိုမုံမြတ်တဲ့လောဘမှီဝဲတဲ့လောဘနော်ဦးဇင်ခန့်ငယ်ငယ်တုန်းကတက္ကကြီးတယောက်ကိုအသက်ကြီးလာတော့တက္ကကြီးတရားတွေဘာတွေအထုတ်တဲ့နဲ့ရိတ်တာတွေဘာတွေသွားအမျိုးအရင်းကြီးဆိုတော့ပြောတာပေါ့ဦးဇင်းကအဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီဦးလေးကသူကလည်းဘုန်းကြီးဘွားလာတာအဲ့တော့ဦးဇင်းရဲ့တဲ့ရိတ်တာသွားခြင်းတယ်ဆိုတာကိုကလောဘပဲမဟုတ်လားတဲ့ဟာဒုက္ခပဲအဲ့တော့ကံကောင်းထောက်မှဆိုတာဒီတုတ်တန်ကိုဦးဇင်းကအဲ့တော့တိပြီးနေပြီဆိုတော့ကိုလည်းပဲတတ်တလောက်မှတ်တလောက်ပြောရတာပေါ့နော်အဲ့တော့တခါကြီးခင်ဗျအဲ့လိုမပြောနဲ့ဒီလောဘကကောင်းတဲ့လောဘတိပြင်လောဘနဲ့ရောမချနဲ့တော့ခင်ဗျဒါလောဘပဲဆိုတော့မသွားတော့ဒီမှာလောဘမရှိပဲနေမှာလားလို့တိပြင်တွေကလောဘတွေမဖြစ်ပဲနေမလားဘယ်နေမလို့ဟုတ်လားဒါတချို့အဲ့လိုပြောကြတာရှိတယ်နော်ဒီအလုပ်လုပ်ချင်နေတယ်ကွာလုပ်ချင်နေတယ်ဆိုတာကွာဆိုမဟုတ်ပါဘူးဆိုတော့သူတို့အဲ့ဒါပါတော့မလုပ်ချင်တာနဲ့အဲ့ဒါကိုနော်စိုးတယ်ဆိုတဲ့အနေအထားမျိုးပြောတာနော်တကယ်ကအဲ့ဒါပါလဲမစိုးဘူးနော်အဲ့ဒီလောဘကမိဝဲတဲ့လောဘဟုတ်လားဒါတွေကြည်ကြည်ပြတ်ပြတ်နားလည်ဖို့လိုတယ်နော်ဒါရှင်အနန္ဒာဟောပြထားတာအနမသားစရာကောင်းပါတဏှာကိုအကြောင်းပြုပြီးတော့တဏှာကိုပယ်ရမယ်ဘာတဏှာကိုအကြောင်းပြုမဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ကိုရခြင်းတဲ့တဏှာအဲ့ဒါကိုအကြောင်းပြုပြီးတော့နော်ဘောခန္ဓာကိုဖြစ်စေတတ်တဲ့တဏှာကိုပယ်ရမယ်တဲ့အာဟာရကိုအကြောင်းပြုပြီးတော့အာဟာရကိုပယ်ရမယ်တဏှာကိုအကြောင်းပြုပြီးတော့တဏှာကိုပယ်ရမယ်အချက်ရှိသွားပြီနော်နောက်သုံးခုမြောက်ကပါတယ်တော့မာနကိုအကြောင်းပြုပြီးတော့မာနကိုပယ်ရမယ်အကြောင်းပြုမဲ့မာနကဘာလဲဆိုတော့နော်ဘယ်လိုတော့ယန္တာဖြစ်သွားတဲ့ကျင့်ကြံကြုတ်ကိုအထုတ်လို့အဲ့ဒါကိုကြားတဲ့အခါမှာဩသူတို့တောင်ဖြစ်သေးတာငါဘာလို့မဖြစ်ရမှာတော့ဟောဘုရားသားတော်ချင်းချင်းသူလည်းပဲဘုရားသားတော်ဖြစ်တယ်ငါလည်းပဲဘုရားသားတော်ပဲဘာလို့မဖြစ်ရမှာတော့တကယ်စင်တဲ့အဲ့ဒါဟာဘာလဲမာနပဲသို့တော်လည်းပဲအဲ့ဒီမာနဟာလည်းဘာလဲကုသိုလ်လားအကုသိုလ်လားမေကုသိုလ်ပါတဲ့ဟုတ်လားမိဝဲတဲ့မာနလားမမိဝဲတဲ့မာနလားဆိုမိဝဲတဲ့တဲ့နော်ဒါကြောင့်အဲ့ဒီမာနကိုအကြောင်းပြုပြီးတော့တရားဘာဝနာကျင့်သုံးမယ်ဆိုလို့ရှိရင်ဘောခန္ဓာကိုရစေတတ်တဲ့မာနတွေဘာဖြစ်သွားအောင်တော့ချုပ်ငိမ့်သွားနိုင်တယ်ပေါ့ဒါကြောင့်မာနကိုအမိပြုပြီးတော့မာနကိုဖယ်ရမယ်ဆိုတာအဲ့ဒါကိုပြောတာတဲ့ဟုတ်ရဲ့လားအေးနောက်ဆုံးအကြောင်းအရာကဘာတော့ဒီခန္ဓာကိုယ်ဟာမေထုံကြောင့်ဖြစ်လာတယ်သို့တော့
ဒီမေထုံကိုကြတော့အကြောင်းရင်းကိုတတ်ရမယ်လို့မြတ်စွာဘုရားဟောတယ်တဲ့ဆိုလိုတာကမေထုံကိုအကြောင်းပြုပြီးတော့မေထုံကိုတတ်လို့မရဘူးဆိုတာကိုပြောတာသဘောပေါက်ရဲ့လားအဲ့ဒါလိုလည်းပြောလိုက်ရောအဲ့ဒီဘိက္ခုနီမကကောင်းကြီးုံဖွင့်ပြီးတော့ထပြီးတော့တခါတည်းတောင်းပန်တယ်သူလည်းပဲသဘောပေါက်သွားတယ်နော်အဲ့ဒီနှစ်သက်မြတ်လို့တဲ့စိတ်လည်းပဲမကောင်းတဲ့စိတ်တွေလည်းပျောက်သွားတော့အဲ့ရှင်ဘုရားတပည့်တော်မိုက်တိအလျောက်တွေ့တိအလျောက်နော်အရှင်ဘုရားကိုတပည့်တော်တို့အပြစ်မှားမိပါတယ်ပေါ့ဒါကြောင့်အပြစ်ကိုသိခံတော်မူပါအရှင်အနန္ဒာကလည်းပဲသိခံတယ်ဆိုတဲ့အကြောင်းအမိန့်ရှိပြီးတော့ပြန်ကြွသွားတယ်အဲ့ဒီအကြောင်းလေးထူးထူးခြားခြားမှတ်တမ်းတင်ထားတာရှိတယ်နော်ဒါကရှင်အနန္ဒာရဲ့နော်အကြောင်းအရာလေးတွေကိုပုံပုံပြောဖို့မှတ်ထားတာအဲ့ဒါလိုနဲ့ဦးဇင်းတို့နောက်ပြောခြင်းတဲ့အကြောင်းအရာလေးတွေကပါလဲဆိုတော့မြတ်စွာဘုရားပြိဋိဘံသံဃာနီးအနေထားလေးမှာရှင်အနန္ဒာရဲ့အခြေအနေပေါ့နော်အဲ့ဒါမြတ်စွာဘုရားအာယုသင်္ခါရလွတ်တော့မယ်ဆိုတော့အာယုသင်္ခါရလွတ်တယ်ဆိုတာအသက်နောက်ထပ်ထပ်ရှည်ဖို့အတွက်ဘာမှလုံလဝရိယမစိုက်တော့ဘူးဆိုတဲ့အနေထားကိုပြောတာအဲ့လိုအာယုသင်္ခါရလွတ်တော့မဲ့အနေထားမျိုးမှာမြတ်စွာဘုရားကရှင်အနန္ဒာကိုခေါ်သွားတယ်စာပါဠဇေရီနော်ဝေဒာလေးပြေအဲ့ဒီမှာမြတ်စွာဘုရားဗာမင်းရှိတော်ဆိုတော့ရှင်အနန္ဒာကိုရှေ့ထားပြီးတော့စစ်သားအနန္ဒာဟောဒီဝေဒာလေးပြေဟာအလွန်မွေးလျော်ဝေဟာကောင်းတယ်သန္နဝိရိယစိတ်တဝိမာန်တလို့ဆိုတဲ့ဣတိဘတ်၄ပါးကိုစုံငန်းတန်ရောက်ပွားများထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအလိုရှိလို့နေခြင်းတယ်ဆိုရင်အာယုကပတ်လုံးနေနိုင်တယ်အာယုကပတ်ထက်ကျော်လွန်ပြီးတော့လည်းပဲနေနိုင်တယ်လို့မြတ်စွာဘုရားအမိန့်ရှိတာအဓိပ္ပာယ်ကဘာပြောတာတော့နော်ဣတိဘတ်တရား၄ပါးကိုပွားများထားမယ်ဆိုရင်အသက်တန်းပြည့်အောင်နေနိုင်တယ်အသက်တန်းထက်နည်းနည်းကျော်အောင်လည်းနေနိုင်တယ်လို့မြတ်စွာဘုရားအမိန့်ရှိတာအဲ့လိုအမိန့်ရှိလိုက်ရင်မြတ်စွာဘုရားကိုရှင်အနန္ဒာကမြတ်စွာဘုရားအဲ့လိုဆိုရင်တော့သက်တမ်းပြည့်အောင်နေတော်မူပါဖေရအသက်80နဲ့ပြိဋိဘံမစံပါနဲ့လူသက်တမ်းအဲ့တော့100ဆိုတော့နော်သက်တမ်းပြည့်အောင်သက်တမ်းလုံးအောင်နေတော်မူပါဖေရလို့မြတ်စွာဘုရားကိုသူလျှောက်တဲ့နေပေါ့ဒါပေမဲ့မြတ်စွာဘုရားကိုသူအဲ့ဒါကိုမလျှောက်နိုင်ဘူးဟိုအရေးနိမိတ်ပြနေတယ်မြတ်စွာဘုရားကိုမြတ်စွာဘုရားကအဲ့ဒီအချိန်မှာ तू မလျှောက်နိုင်ဘူးဆိုတာလည်းမြတ်စွာဘုရားသိတယ်ဘာလို့မလျှောက်နိုင်တာတော့ဆိုတော့မာနကနှောင့်ယှက်တာလို့တဲ့မာနကဘယ်လိုနှောင့်ယှက်တာတော့မာနကကြောက်မက်ဖွယ်ရာအစင်းကိုပြပြီးတော့နှောင့်ယှက်တာမာနနှောင့်ယှက်နေလို့ရှင်အနန္ဒာကဘာမှမလျှောက်နိုင်ဘူးဆိုတာလည်းမြတ်စွာဘုရားသိပါလေနဲ့ဘာလို့ပြောနေရသေးတော့အရင်နေ့ပြနေရသေးတော့ဆိုတစ်ချိန်မှာအာယုသင်္ခါရလွတ်ပြီးပြီလို့ပြောတဲ့ချိန်မှာရှင်အနန္ဒာကတောင်းပါလိမ့်မယ်မြတ်စွာဘုရားပြိဋိဘံမစံပါနဲ့အာယုသင်္ခါရမလွတ်ပါနဲ့လို့တောင်းပါလိမ့်မယ်အဲ့ဒီအချိန်မှာတဲ့ဟောငါတစ်ချိန်တုန်းကပြောခဲ့တာပဲအဲ့ဒီတုန်းကမင်းဘာလို့မတောင်းပါနာလဲလို့မြတ်စွာဘုရားသူ့ကိုပြန်ပြောဖို့စကားရဖို့အတွက်အဲ့ဒီချိန်မှာသူ့တောကတွေအများကြီးမဖြစ်ဖို့အတွက်သူ့ကိုကြိုးပြီးတော့အခုမာနနှောက်ယှက်မှန်သိရတဲ့မြတ်စွာဘုရားကသူ့ကိုအရင်နိမိတ်ပြတာနော်မာနကနောက်ွယ်ဘုရားရဲ့မြတ်စွာဘုရားနောက်ကနေရှင်အနန္ဒာကိုကြောက်မို့ဘုရားအစဉ်ကိုပြပြီးတော့နှောက်ယှက်တယ်လို့အဲ့ဒါကိုကြည့်ပြီးတော့ရှင်အနန္ဒာကမြတ်စွာဘုရားဘာလို့ပြောလို့ပြောနေမှမသိဒီနေ့မှာဥစဉ်တို့မဟာဗုဒ္ဓကျမ်းထဲမှာရှင်းပြထားတာလေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့မာနဟာဝိပ္ပန္နတတရားတွေအလုံးကင်းကွာနေကြတဲ့ယဟန္တာရှင်မြတ်တွေကိုတော့သူတို့မနှောက်ယှက်နိုင်ဘူးတဲ့နော်ဝိပ္ပန္နတတရားဆိုတာဘာဖောက်ပြန်မှားယွင်းတာဖောက်ပြန်တယ်ဝိပ္ပန္နတတရား12ပါးရှိတယ်ဆိုတာပေတရုသိပါတယ်ဟုတ်လားတင်ညာဝိပ္ပန္နတအမှတ်မှားခြင်းစိတ်တဝိပ္ပန္နတအတိမှားခြင်းဒိဋ္ဌိဝိပ္ပန္နတအယူမှားခြင်းဟုတ်လားအဲ့ဒါကဘယ်နေရာမှာမှားတာတုံးဆိုတော့မမြဲတာကိုမြဲတယ်လို့မှားတယ်နှိစ္စကိုနှိစ္စဆင်းရဲတာကိုချမ်းသာတယ်လို့မှားတယ်ဒုက္ခကိုဒုက္ခနော်အနှစ်သာရမရှိတာကိုအနှစ်သာရရှိတယ်လို့မှားတယ်အနတ္တကိုအတ္တအတုပကိုတုပလို့မှားတယ်မတင့်တယ်တာကိုတင့်တယ်တယ်ဆိုပြီးတော့မှားတဲ့အချင်းရာက၄မျိုးဟုတ်လား3နဲ့4နဲ့မြောက်လိုက်တော့12ပါးဖြစ်တယ်ပေါ့နော်ဝိပ္ပန္နတတရား12ပါးအဲ့ဒါရှင်အနန္ဒာကအဲ့ဒီအချိန်မှာသောတာပန်ပဲဖြစ်သေးတာဆိုတော့ဝိပ္ပန္နတတရားတွေကအကုန်မပယ်ရသေးဘူးတဲ့နောက်သောတာပန်မှာဝိပ္ပန္နတတရား၄ပါးကျန်နေသေးတယ်10ပါးပဲပယ်ရသေးတယ်ဘယ်ဝိပ္ပန္နတတရားတွေကျန်နေတုံးဆိုတော့နော်ဒုက္ခကိုဒုက္ခလို့တင်ညာဝိပ္ပန္နတစိတ်တဝိပ္ပန္နတအမှတ်မှားတာအတိမှားတာအဲ့ဒီနှစ်ခုကျန်တယ်နော်ဒိဋ္ဌိဝိပ္ပန္နတကတော့ဘာမှမကျန်ဘူးနော်အယူကတော့ तू ကမမှားဘူးမမြဲတာကိုမြဲတယ်လို့အဲ့ဒါကတော့အယူလည်းမမှားဘူးအမှတ်လည်းမမှားဘူးအတိလည်းမမှားဘူးနည်းနည်းမျက်စိလည်းပဲနော်သေချာနားထား
ဟုတ်လားအခုမှားဖို့ကြံနေတာပါလေနော်ဆင်းရဲတာကိုချမ်းသာတယ်လို့နော်တင်ညာနဲ့အမှတ်မှားတာရှိတယ်စိတ်နဲ့အတိမှားတာရှိတယ်ဒါပေမဲ့ဒိဋ္ဌိနဲ့အယူမှားတာတော့မရှိဘူးဟုတ်လားနောက်ပြီးတော့ဗာလေနော်မတင့်တယ်တာကိုတင့်တယ်တယ်လို့တင်ညာနဲ့အမှတ်မှားတာရှိတယ်စိတ်နဲ့အတိမှားတာရှိတယ်ဒါကြောင့်မလို့သောတာပန်တွေအိမ်အောင်ပြုသေးတယ်ဆိုတာအဲ့ဒါပဲဟုတ်လားမတင့်တယ်တာကိုတင့်တယ်တယ်မလှတာကိုလှတယ်လို့သူတို့ထင်နေတာရှိတယ်နော်အယူမှားတာတော့မရှိဘူးနော်ဒီနေ့မှာအယူရဲ့အတိရဲ့အမှတ်ရဲ့ဒါကိုလည်းကွဲပြားဖို့လိုသေးတယ်ဟုတ်လားအဲ့တော့သူကဘယ်နှပါးကြံနေတော့ဆိုတော့၄ပါးကြံနေတယ်နော်ဆင်းရဲတာကိုချမ်းသာတယ်လို့ထင်နေတဲ့အထင်ရဲ့တိနေတဲ့အတိရဲ့အတင်ညာဥပ္ပန္နတသိတဥပ္ပန္နတမတင့်နေတာကိုတင့်နေတယ်လို့ထင်နေတဲ့တင်ညာဥပ္ပန္နတရဲ့တိနေအတိမှားနေတဲ့စိတဥပ္ပန္နတဒါကြံနေတယ်ကျန်တာတွေကအကုန်လုံးပယ်ပြီးသားရှင်းမျိုးပယ်ပြီးသားအဲ့ဒါအိမ်ကျမ်းမှာကိုယ့်အကိုစနစ်တကျချပြီးတော့တွက်ကြည့်ပေါ့နော်ပြောရင်စကားတွေကအများများနေမှာဆိုလို့အဲ့တော့သူကဘာတော့ဆိုတော့မတင့်တယ်တာကိုတင့်တယ်တယ်လို့နော်သူ့မှာအမှတ်မှားနိုင်နေတယ်အတိမှားနိုင်နေတယ်အဲ့တော့ဟိုကြောက်မဲ့ဖွယ်ရအာယုံပြတဲ့ခါကျတော့ဒါကြောက်စရာကြီးလို့သူထင်းနေသေးတယ်ပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့ကြောက်စရာကြီးလို့ထင်နေတယ်တော့အဲ့ဒီချိန်မှာဘာဖြစ်သွားတော့သူ့စိတ်တွေကရောထွေးသွားတယ်တမ္မာဖြစ်ဆိုလို့ရှိရင်တဲ့မာနကကြောက်စရာအာယုံအံ့ဩစရာကောင်းတဲ့အာယုံကိုပြလို့ဒီလူကကြည်ရင်းနဲ့ပါဇက်ကလေးဟာသွားတယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီဟာသွားတဲ့ပါဇက်ကနေတော့အလွန်သေးငယ်ပျော်ပြောင်းတဲ့မမြင်နိုင်တော့အောင်သေးငယ်ပျော်ပြောင်းတဲ့လက်နဲ့နှိုက်ပြီးတော့နှလုံးသားကိုဆုပ်ထားတာတဲ့မာနကဟိုကြောက်လို့ရှိရင်ပါဇက်ကြီးဟာနေလို့ရှိရင်အဲ့ဒါမာနကလက်နဲ့နှိုက်တတ်တယ်ဆိုတာဘုန်းကြီးတွေငယ်ငယ်တုန်းကဦးဇင်းတို့ဆရာတွေတော့ရေတွေကပြောတာရှိတယ်အခုရှင်အနန္ဒာကပါဇက်ဟာပြီးတော့ကြည်တယ်ဒါပေမဲ့ရှင်အနန္ဒာကိုတော့အဲ့လိုလက်နဲ့နှိုက်ပြီးတော့နှလုံးကိုဆုပ်တဲ့အနေအထားမျိုးထီရအောင်မာနကမနှိမ့်ဆက်နိုင်ဘူးတဲ့ကြောက်ပြီးတော့ကြောက်စရာအာယုံကိုအံ့ဩပြီးတော့ကြည်နေလို့ကိုပဲဘာဖြစ်နေတော့လက်စွာဘုရားဘာပြောသွားလို့ပြောသွားမှာမသိလိုက်ဘူးဟုတ်လားအဲ့လိုနဲ့ဦးဇင်းတို့လက်စွာဘုရားအာယုသင်္ခါရလှုပ်ပြီးတော့မြေကြီးတွေဘာတွေအကြီးအကျယ်တုံလှုပ်အဲ့ဒီကြတော့မှရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တာမြတ်စွာဘုရားကလည်းသူ့ကိုအာယုသင်္ခါရလှုပ်ပြီးပြီလို့အမိန့်ရှိတော့တောင်းမှန်တော့တာသူကတော့မြတ်စွာဘုရားက၃ချိန်တောင်းမှလည်းမရအောင်တော့၃ချိန်တိုင်အောင်တောင်းမှတော့အနန္ဒာငါရဲ့တပ်ပညုတ္တဉာဏ်ကိုယုံကြည်တယ်မို့လားလို့မေးတော့တာမြတ်စွာဘုရားကယုံကြည်ရတဲ့ဘာလို့၃ချိန်တိုင်တက်ပြီးတော့ရှောင်းနေတော့အဲ့ရှင်အနန္ဒာဝမ်းနေနေပြီးတော့မြတ်စွာဘုရားတည်တော်မူပါမြတ်စွာဘုရားပြိဋိဘံစံတော်မှာသူအရန်စိုးရင်တော့အဲ့ဒါနဲ့တင့်ကိုငါပြောခဲ့ပြီပဲတဲ့အချိန်မုံများစွာပြောခဲ့တယ်တကူအိဋ္ဌိဘတ်ကိုပြည့်စုံအောင်ပွားများထားလို့ရှိရင်အိဋ္ဌိဘတ်တရား၄ပါးပွားများထားလို့ရှိရင်အာယုကပတ်လုံးအာယုကတဲ့ကြောလုံးပြီးတော့လည်းနေနိုင်တယ်လို့ငါတင့်ကိုအရင်မိတ်တွေချိန်မှများစွာပြခဲ့တယ်တခါမှငါကိုအာယုကပတ်လုံးတည်တော်မူပါလို့ထလျှောက်တာတခါမှမရှိဘူးတဲ့ဟောအဲ့ဒီလိုပြောတော့သူနည်းနည်းတော့ဘာဖြစ်တော့တောကတက်တာတော့အဲ့လိုတောကတက်တာဖို့တော့မြတ်စွာဘုရားကပြောပေးနေတာသူ့ကိုဟုတ်လားအဲ့ဒါရှင်အနန္ဒာရဲ့အနေအထားပဲအဲ့ဒီမှာပြိဋိဘံစံဃာနေ့မှာရှင်အနန္ဒာမြတ်စွာဘုရားကိုအများကြီးလျှောက်ပါတယ်နောက်မာတုကမတွေနဲ့တွေ့ရင်ဘလို့ဆက်ဆံမလဲဆိုတာတွေလျှောက်တာရှိတယ်ဟုတ်လားမြတ်စွာဘုရားရဲ့ဒီရုပ်အလောင်းတော်ရုပ်ကလတ်တော်ကိုဘလို့စီမံမလဲဆိုတာတွေအကုန်လုံးစနစ်တကျအကုန်လျှောက်ပါတယ်ဒီလိုနဲ့မြတ်စွာဘုရားနောက်ဆုံးနော်အာယုံချင်းလို့အလင်းရောင်လာလို့ရှိရင်ပြိဋိဘံစံတော်မယ်ဆိုတဲ့နော်ဝါဆိုကစုံလာပြီနေ့ညာပေါ့နော်ညနေခင်းလောက်ရောက်ပြီဆိုတော့ရှင်အနန္ဒာဘလို့မှမနေနိုင်တော့ဟုတ်လားဘလို့မှမနေနိုင်တော့အဲ့မြတ်စွာဘုရားရဲ့ရှေ့မှာစိတ်တည်ဆင်းရဲလုံးလို့ငါဒီနားတဲ့ငိုရင်တော့မြတ်စွာဘုရားကိုမချမ်းသာအောင်လုပ်ရရောက်လိမ့်မယ်အဲ့တော့ငါလွတ်လွတ်လပ်လပ်ငါရဲ့စိတ်ကိုပေါ်ပေါအောင်တော့လုံးဝဖြစ်မယ်ဆိုပြီးတော့ဘယ်သူမှမရှိတဲ့တစောင်းနဲ့သွားပြီးတော့တကားပေါက်ကလေးမှီပြီးတော့ငိုတယ်တဲ့ရှင်အနန္ဒာသူ့အကြောင်းဖတ်ရတာကတော်တော်လေပင်ကြီးပါတယ်အဲ့ဒီထဲမှာဖတ်ကြည့်ရတာနော်အဲ့ဒါငါကလည်းပဲတိခပုဂ္ဂိုလ်ကျင့်စေပုဂ္ဂိုလ်ပဲရှိသေးတယ်အထက်မဲ့အတွက်နော်အထက်မဲ့သုံးပါးဖို့သုံးပါးအတွက်ပြုစရာကိစ္စတွေကလည်းကြံသေးတယ်ငါရဲ့အကျိုးစီးပွားကိုအမြဲတမ်းလိုလားပြီးတော့ငါ့ကိုအမြဲတမ်းစောင့်ရှောက်တဲ့နောင်တော်ကြီးရတယ်မြတ်စွာဘုရားလည်းပြိဋိဘံစံတော်မယ်သူအယံဝန်းနေပြီးတော့ငိုကြွေးတယ်အဲ့ဒီမှာမြတ်စွာဘုရားလည်းသိတယ်အနာရှိတဲ့ယဟန်တို့အာနန္ဒာဘယ်ရောက်သွားတော့မြတ်စွာဘုရားအာနန္ဒာသွားပြီးတော့ငိုနေတယ်ဗျာသွားခေါ်ကြည့်လို့ခိုင်းအဲ့ဒါအနာရောက်လာပြီဆိုတော့မြတ်စွာဘုရားသူ့ကိုတရားဟောတယ်စေတအာနန္ဒာနော်ထက်ဖြစ်ခြင်းသဘောတရားရှိတဲ့ဒီယုတ်နဲ့ဒီနာကိုပြောတာနော်ပြုပြင်အပ်တဲ့သဘောရှိတဲ့ကြီးထွားလာတတ်တဲ့သဘောရှိတဲ့ဒီသဘောတရားတွေကို
ပျက်စီးပါစေလင့်လို့တောက်တလို့ဘယ်မှာရမလို့တဲ့ဒီလိုကိုယ်ကွင်းရမယ်သဘောပျက်စီးရမယ်သဘောတွေကိုအစိုးရတဲ့ကစငါချိန်ဖန်များစွာဟောထားပြီးသားမဟုတ်ပါလားအဲ့ဒါမြတ်စွာဘုရားအများကြီးသူ့ကိုတရားတွေဟောရတယ်ပြီးတော့မြတ်စွာဘုရားတရားဟောနေမကောက်သူ့ကိုအားပေးတယ်ဟောအနန္နာတဲ့သင်ဟာငါရဲ့ပုံမှာအလွန်အားကြီးတဲ့မေတ္တာကာယကံမေတ္တာဝစီကံမေတ္တာမနောကံတို့ဖြင့်အများကြီးပြုစုလို့ကြွေးခဲ့တယ်ပါရမီတရားတွေလည်းသင်အများကြီးဖြည့်ဆည်းခဲ့တယ်သင်တရားကိုသာကြိုးစားပြီးတော့အားထုတ်ရမကြခင်မှာပဲယန္တာဖြစ်လိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားကဧကန္တအပိစကားသူ့ကိုပြောတယ်အဲ့ဒီမှာအာနန္ဒတတ္တရာကိုရတာပေါ့နော်ဒါကပြိဋိဘံသံဃာနီးအနေထားလေးပေါ့နော်အဲ့မြတ်စွာဘုရားပြိဋိဘံဆံလို့အထိကိဆုံးအကြည်ကွဲဆုံးကဘယ်သူလဲလို့မေးရင်တော့ဦးဇင်းကတော့ရှင်အနန္ဒာပဲဖြစ်လိမ့်မယ်ထင်တယ်လို့အဲ့လိုအောင်းမေးမိတယ်ဒါပေမဲ့ပြောရင်းနဲ့စက်မိတာလေးတခုကနော်အဇာတတမင်းကြီးရဲ့အကြောင်းနော်အဇာတတမင်းကြီးကိုအဖသတ္တဆိုတော့လူတွေကလူဆိုးလိုပဲထင်ကြတာများတယ်တကယ်ပုထုဇဉ်တွေထဲမှာအဇာတတမင်းလောက်မြတ်စွာဘုရားကိုကြည်ညိုတာမရှိဘူးလို့ဆိုတယ်မြတ်စွာဘုရားပြိဋိဘံဆံသွားပြီဆိုတော့သူ့ကိုဒီတိုင်းတတော်ဦးမတင်ရဲဘူးသေသွားမှာဆိုလို့ပူလောင်ပြီးတော့သေမှာဆိုလို့ဘယ်လိုလုပ်ရအောင်ဆိုတော့ဦးဇင်းတို့ရွှေခေါင်းလူဆန့်လို့လူအိတ်လို့ရတဲ့ရွှေခွက်ကြီးပေါ့နော်အဲ့ဒီတဲကိုဦးဇင်းတို့ထောပတ်တွေအပြည့်ထည့်အဲ့ဒါမင်းကြီးကိုအဲ့ဒီတဲကိုအိတ်ခိုင်းတယ်နှာခေါင်းလေးတင်ဖော်ခိုင်းပြီးတော့အဲ့ဒီလိုအိတ်ခိုင်းပြီးတော့မှသူ့ကိုတတော်ဦးတင်ရတယ်မေ့သွားတယ်အဲ့ဒါတောင်အဲ့ဒါထောပတ်တွေနည်းနည်းတောင်ပွက်လာတယ်လို့ဆိုတယ်လှုပ်သွားတယ်လို့ဆိုအဲ့ဒါပြန်ပြီးတော့သတိရလာတဲ့အခါကျတော့ဘာပြောကြတာတော့ပေါ့အထက်ပြီးတော့အဲ့လိုပဲရှောက်ရတယ်၃ချိန်၃ကအဲ့လိုမျိုးနော်ဇာတတမင်းရဲ့အနေထားပေါ့နော်ဒါမြတ်စွာဘုရားရဲ့အပေါ်မှာသူဘလောက်ချစ်မြတ်နိုးမှုရှိလဲဆိုတာကိုပြောပြတာအဲ့တော့ရှင်အနန္ဒာရဲ့ဒီကြေကွဲမှုကလည်းပဲနော်အများကြီးဒါကတန်တရားတစ်လျှောက်လုံးကစပြီးတော့မြတ်စွာဘုရားနဲ့နော်လက်ပွန်းတည်းနေခဲ့တဲ့ဘဝပေါင်းများစွာလည်းရှိနေတဲ့အနေထားလည်းရှိတာပေါ့အဲ့တော့မြတ်စွာဘုရားကအဲ့လိုမျိုးတင်ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေများစွာရှိတယ်ဒါကြောင့်ဘာမှအားငယ်စရာမရှိဘူးသင်ဟာမကြခင်မှာပဲယန္တာဖြစ်လိမ့်မယ်လို့အဲ့လိုအမိန့်ရှိတာအဲ့လိုနဲ့ဦးဇင်းတို့မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်နော်ရှင်အနန္ဒာယန္တာဖြစ်တဲ့အကြောင်းလေးကိုဆက်ပြီးတော့ပြောပါမယ်နော်ရှင်အနန္ဒာယန္တာဖြစ်တာကလည်းပဲတသာသနာလုံးမှာအဲ့ဒီပုံစံနဲ့ယန္တာဖြစ်တာကသူတစ်ပါးပဲရှိတယ်လို့ဆိုရမယ်ဣရိယာပုတ်၄ပါးမှလွတ်ပြီးတော့ယန္တာဖြစ်တယ်တဲ့နော်ထိုင်နေတာလည်းမဟုတ်ဘူးတဲ့လျောင်းဆက်နေတာလည်းမဟုတ်ဘူးတဲ့နော်သွားနေတာလည်းမဟုတ်ဘူးရက်နေတာလည်းမဟုတ်ဘူးတဲ့ဘယ်လိုနေထားလေးနဲ့သူကယန္တာဖြစ်တုံးဆိုတော့နောက်ကရင်ပေါ်မှာတင်မလွဲလေးထိုင်ပြီးတော့လျောင်းဆက်တော့မယ်လို့လှဲချလိုက်တယ်ခြေထောက်ကလည်းအောက်ကအလွတ်ခေါင်းကလည်းခေါင်းကိုမထိသေးခင်ဂျားကာလရွှေဆောင်ဆောင်အနေထားလေးမှာယန္တာဖြစ်သွားတယ်တဲ့နော်သူကမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာနော်တာဝတိပြည်ဘက်ကိုသူကကြွသွားတာဗျနော်တန်ခါနာတင်တဲ့အခါကျတော့ရှင်မာကတ္တပကယဟန္တာ900ရွေးတာအစွမ်းစားရှိတဲ့ယဟန္တာပေါင်း900ရွေးတာအဲ့ဒါ499ပါးပဲရွေးထားတယ်တပါးခြံထားတယ်အစုတွေခြံထားတယ်ဆိုတော့ရှင်အနန္ဒာတွေခြံထားတယ်အဲ့ဒါရှင်အနန္ဒာကယဟန္တာမဖြစ်သေးဘူးယဟန္တာမဖြစ်သေးဘဲနဲ့ရွေးလို့ရှိရင်လည်းပဲကိလေသာဆိုနံတယ်လို့သူများကဲ့ရဲ့မှာဆိုလို့သူမပါလို့လည်းမဖြစ်ဘူးဆိုတာကိုသိတယ်ဒါကြောင့်မလို့သူ့ကိုယန္တာဖြစ်အောင်လည်းပဲနိစ္စရတွေကကြိုးစားပါအာနန္ဒာကိုအရင်တိုက်တွန်းကြတယ်အဲ့ဒီမှာထူးထူးခြားခြားနော်တစ်ပင်ဆောင်တဲ့တပါးကတိုက်တွန်းတာလည်းမှတ်တမ်းတင်ထားတာတွေ့ရတယ်ရှင်အာနန္ဒာကမြတ်စွာဘုရားပြိဋိဘံစံသွားတော့အဲ့လိုကြွားသွားတော့ရောက်ဒကာဓမ္မတွေကအကျိုးအကြောင်းတွေလမ်းမေးအဲ့တော့ကပြေဖို့အတွက်သူကတရားတွေဟောရတယ်ဒကာဓမ္မတွေနဲ့စကားတွေပြောရတယ်တရားအလုပ်ကိုနှောင့်နှေးစေတယ်ဟောအဲ့ဒီအချိန်မှာအဲ့ဒီတစ်ပင်ဆောင်တဲ့ရုပ်ကစုံကလာပြီးတော့သူ့ကိုပြောတာအရှင်အာနန္ဒာတဲ့ဒီလိုဒကာဓမ္မတွေနဲ့ဗလစ်ပြောနေခြင်းအပြင်ဘယ်အကျိုးရှိမလို့တရားကိုအားထုတ်ပါလို့ပြောအဲ့မှာဗလစ်ဆိုတဲ့အသုံးလုံးပါတယ်ဟုတ်လားနောက်စကားတွေကြီးပြောနေလို့အကျိုးမရှိဘူးလို့အဲ့ဒီမှာလည်းသူကြီးစွာတန်ဝေကရပြီးတော့တရားကိုစောင့်ချပြီးတော့အားထုတ်တယ်အဲ့တော့နောက်ဆုံးသူ့ကိုရွေးထားတယ်အမနဲ့ဖြန့်လို့ခါမျိုးမှာတန်ခါနာတင်မဲ့နေ့ပေါ့နော်အဲ့ဒီနေ့လိုညာမျိုးမှာမှစောစောပြောလို့ယန္တာဖြစ်တာအဲ့တော့သူကလည်းအတင်းကြိုးစားတဲ့အခါကျတော့ဝရိယလွန်နေတာပေါ့အဲ့တော့သူကကြိုးစားအထောက်မှုပိုင်းဆိုင်ရာကတော့ငါရဲ့ဝရိယကမလိုဘူးမြတ်စွာဘုရားလည်းငါ့ကိုသင်မှာကုသိုလ်ကောင်းမှုတွေပြည့်စုံသွားရှိတယ်မကြခင်မှာပဲယန္တာဖြစ်လိမ့်မယ်လို့ပြောသွားတာအဲ့တော့ငါဘာမှမလိုဘူးငါလိုနေတာပါလေ
ဝရိယတွေလွန်နေတာပဲဖြစ်မယ်ဒါကြောင့်ပင်မလုံးအားကြီးတယ်ဒါကြောင့်ငါနည်းနည်းနားလိုက်အောင်မယ်လို့ဝရိယကိုနည်းနည်းလေးလျှော့ချပြီးတော့စောစောကပြောသလိုကရင်ပေါ်မှာသားလေးတတိလေးနဲ့ထိုင်ပြီးတော့ဟုတ်လားလျောင်းဆက်မဲဆိုပြီးတော့ခြေထောက်လေးအကြွနော်ခေါင်းမော်ကိုခေါင်းမရောက်ခင်ဟုတ်လားအဲ့ဒီအနေအထားမျိုးမှာဘာဖြစ်သွားယန္တာဖြစ်သွားတာတဲ့အံ့ဩစရာပါပဲဟုတ်လားဒါရှင်အနန္ဒကိုရောမြတ်ယန္တာဖြစ်တဲ့အကြောင်းအရာပေါ့အဲ့ဒါနဲ့နောက်နေ့သင်္ကန်းနာတင်ပြီဆိုတော့ယန္တာအဖြစ်နဲ့သံဃာနာတင်ရအဲ့တော့သံဃာနာတင်တဲ့အကြောင်းကိုပြောရလို့ရှင်တော့ရှင်အနန္ဒာကဇက်လိုက်လို့ပဲပြောရမှာပါပဲခေါင်းဆောင်တာကတော့ရှင်မကတ္တဗကိုရမြတ်ကြီးကခေါင်းဆောင်ဟုတ်လားဒါကြောင့်မလို့ဧဝံမေတုတံဧဝံမေတုတံလို့တော့တွေ့ရတာတွေကဘယ်သူစကားလဲလို့မင်းရှင်အနန္ဒာရဲ့စကားတွေပဲဟုတ်လားဧဝံမေတုတံဆိုတာဘာပြောတာလဲဒီတိုင်းမှတ်လိုက်ရတယ်ဒီတိုင်းမြတ်စွာဘုရားရဲ့ထဏမောကသူကြားခဲ့ရတယ်သိခဲ့ရတယ်ဧဝံမေတုတံမေတပိတော်သည်ဧဝံဤသို့တုတံကြားထားခဲ့ရတယ်ကြားခဲ့ရတယ်မှတ်သားခဲ့ရတယ်နားထောင်ခဲ့ရတယ်ဟုတ်လားဧဝံမေတုတံဆိုတာအဲ့ဒါနော်အေးအဲ့တော့သံဃာနာတင်ပွဲမှာဘယ်သူဇက်လိုက်လဲလို့မေးရင်ရှင်အနန္ဒာပဲဟုတ်လားအဲ့လိုနဲ့ဦးဇင်းတို့ရှင်အနန္ဒာပြိဋိဘံဆန်တဲ့အကြောင်းအရာလဲအံ့ဩစရာပါပဲတတုရဲ့ဘဝကအံ့ဩစရာတွေနဲ့ပဲပြည့်နေတယ်လို့တောင်ဆိုနိုင်တယ်ဦးဇင်းတို့ရောဟိနီမြစ်ဆိုတာပြည်သူကြားဝင်တယ်နော်ကပိလသာဝကေတာကီဝင်နေနဲ့ကောလိယတို့တော့စစ်ဖြစ်ကြတာလေတာကွေမင်းသားတွေတာကွေနေအချင်းချင်းရေလူပြီးတော့စစ်ဖြစ်ကြတာအဲ့ဒါရှင်အနန္ဒာကအဲ့ဒီမြစ်ရဲ့ဟိုဘက်ကမ်းမှာရှိတဲ့လူတွေဒီဘက်ကမ်းမှာရှိတဲ့လူတွေအကုန်လုံးကအရင်နေတုန်းတရားဓမ္မတွေသူ့ကိုအရန်ကြည်ညိုကြတယ်တရားဓမ္မတွေအဲ့ဒါမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်နှစ်ပေါင်း40တဲ့အဲ့ဒါရှင်အနန္ဒာအသက်120ရှိပြီမို့အဲ့ဒီအချိန်မှာပြိဋိဘံစံအဲ့ဒါပြိဋိဘံမစံခင်9ရက်အလိုမှာငါရဲ့နေရမယ့်အချိန်က9ရက်ပဲကျန်တော့တယ်လို့သိတယ်အဲ့ဒါနဲ့ငါဘယ်လိုပြိဋိဘံစံရမလို့လို့စဉ်းစားလိုက်တဲ့အခါကျတော့နော်ဟိုဘက်ကမ်းပဲပြိဋိဘံစံရမလားရောဟိနီမြစ်ရဲ့ဒါမှမဟုတ်ဒီဘက်ကမ်းပဲပြိဋိဘံစံရမလားနောက်တစ်ဖက်ဖက်မှာပြိဋိဘံစံလို့ရှင်တော့ကျန်တဲ့တစ်ဖက်ဖက်ကကျင်းတတ်ကြမှာမဟုတ်ဘူးနော်အလောင်းတွေဘာတွေလူတာလည်းဖြစ်လာနိုင်တယ်အဲ့တော့ငါရဲ့အပေါ်မှာအမြင်တွေမှားပြီးတော့အကုသိုလ်တွေလည်းဖြစ်လာတဲ့အကြောင်းရှိတယ်ဒါကြောင့်ဘလို့ပြိဋိဘံစံမတော်ဆိုတော့အဲ့ဒီရောဟိနီမြစ်ရဲ့နော်ခလဲကောင်တဲ့တဲ့ကောင်းငင်ရာမှာတက်ပြီးတော့ပြိဋိဘံစံနော်တင်မလေးခွေးထိုင်ပြီးတော့နော်ပြိဋိဘံစံကနေမှတေဇောမီလောင်ကျွမ်းပြီးတော့အဲ့ဒါမြစ်ရဲ့တစ်ဖက်တစ်ချက်ကိုတစ်ဖက်ကိုခန္ဓာတစ်ချမ်းစီကြာသွားတယ်တဲ့ပြိဋိဘံစံပြီးတော့ထူးထူးဆန်းဆန်းပေါ့နော်ဒါတခါတည်းသူအဋိဌာန်လိုက်တဲ့သဘောပါပဲအဲ့ဒီတော့ဟိုဘက်ကောဒီဘက်ကောဘာဖြစ်သွားတော့ကျဉ်းသွားတယ်ပေါ့အကုန်လုံးကတကားရင်းနေဟုတ်လားမထေမြတ်ကြီးရဲ့ပုံမှာအလွန်ကြည်ညိုကြတဲ့ပုံကိုယ်ကြီးပဲဆိုတော့အဲ့လိုမျိုးနောင်ရေးကိုအရှိကြည့်ပြီးတော့ရှင်အနန္ဒာဟာစီမံဖန်တီးနိုင်ခဲ့တယ်ဒါပြိဋိဘံစံတဲ့အခါဟုတ်ရဲ့လားမတေဇောမီလောင်ပြီးတော့အဲ့လိုတချမ်းစီဟိုဘက်တချမ်းဒီဘက်တချမ်းကြာပြီးတော့နော်ရှင်အနန္ဒာမထေမြတ်ရဲ့နော်ဒုက္ခဇတ်ငြိမ်းပုံကအဲ့ဒီအနေထားမျိုးပေါ့အဲ့တော့ဦးဇင်းတို့ရှင်အနန္ဒာမထေရရဲ့အကြောင်းကိုပြောတဲ့အခါမှာနော်သူဟောခဲ့တဲ့တခြားသောဒေသနာတွေနော်အများကြီးရှိပါတယ်အဲ့ဒါတွေကိုပြောလို့ရှိရင်အဲ့ဒီတရားနဲ့ဆိုင်ရာမျိုးဖြစ်မှာဆိုလို့နော်သူ့ရဲ့အကြောင်းအရာလေးတွေထူခြားတဲ့အကြောင်းအရာလေးတွေကိုလည်းပဲဦးဇင်းတို့ကပြောကျင်တော့ဒီလိုလေးပဲစီစဉ်ပြီးတော့ပြောလိုက်ပါတယ်ဟုတ်လားအဲ့တော့အချိန်ကတော့အတော်ပါပဲနော်အဲ့တော့ရှင်အနန္ဒာအကြောင်းကိုဦးဇင်းတို့ဘယ်လိုစပြောတော့နော်ရှင်အနန္ဒာစုပန်ခဲ့တဲ့အနေအထားနော်ရှင်အနန္ဒာတာကွေမင်းသား6ယောက်ထဲမှာတပါးပါဝင်ဖြစ်ပြီးတော့ရဟန်းပြုခဲ့တဲ့အနေအထားနော်ရှင်အနန္ဒာနော်သောတာပန်ဖြစ်တဲ့တရားဟုတ်လားနော်ရှင်အနန္ဒာရဲ့ပယ်လေးတံခံလေးပါခံလေးပါကကြားထဲမှာမေ့နေသေးတယ်ဟုတ်လားပယ်လေးတံတော့အမှတ်ရပါတယ်ခံလေးပါကမေ့နေတယ်ဟုတ်လားအေးပြီးတော့ဗာဆက်ပြောတော့ရှင်အနန္ဒာရဲ့အံ့ဩဖွယ်ရာဂုံ၄မျိုးနော်ယဟန်ပေတ္တယဟန်မပေတ္တနော်တက္ကပေတ္တတက္ကမပေတ္တရှင်အနန္ဒာကိုဖူးမြော်လို့အာမရနိုင်ဘူးတရားနာလို့အာမရနိုင်ဘူးမယောင်ရဲနိုင်ဘူးဆိုတဲ့အနေအထားနော်ရှင်အနန္ဒာကိုအကြောင်းပြုပြီးတော့ဘိက္ခုနီမတယောက်ရဲ့ဖြစ်ပုံအဲ့ဒါကိုအကြောင်းပြုပြီးတော့အရှင်မြတ်ဟောခဲ့တဲ့တရားအဲ့ဒီတရားလေးမှတ်သားကြကောင်းတယ်နော်အာဟာရကိုအကြောင်းပြုပြီးတော့အာဟာရကိုပယ်ရမယ်တဏှာကိုအကြောင်းပြုပြီးတော့တဏှာကိုပယ်ရမယ်မာနကိုအကြောင်းပြုပြီးတော့မာနကိုပယ်ရမယ်မေထုံမှုကိုတော့အကြောင်းရင်းကိုတတ်ရမယ်လို့ဒါရှင်အနန္ဒာကိုရမြတ်ဟောခဲ့တဲ့တရားနော်နောက်ရှင်အနန္ဒာကိုရမြတ်ရဲ့မြတ်စွာဘုရားရဲ့ပုံမှာ
နော်အသက်ပေးပြီးတော့မေတ္တာတတ်ကြီးမားတဲ့အကြောင်းဒါလည်းဦးဇင်းတို့အရင်မြတ်ပြောခဲ့တယ်နော်နောက်ရှင်နန္ဒကိုရမြတ်နဲ့မြတ်စွာဘုရားပြိဋိဘံသံဃာနည်းအနေထားလေးဟုတ်လားဒါတွေလည်းပြောခဲ့တယ်နောက်ဆုံးရှင်နန္ဒကိုရမြတ်ယန္တာဖြစ်ဖို့ရှင်နန္ဒကိုရမြတ်ပြိဋိဘံဆံဖို့ဒါရှင်နန္ဒနဲ့ပတ်သက်ပြီးတော့အကျမ်းမြင့်အကြောင်းအရာလေးတွေပေါ့နော်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့သည်ရှင်နန္ဒမထေရမြတ်ရဲ့အကြောင်းကိုနာယူကြည်ညိုရင်းနဲ့ဖြစ်ပေါ်ကြတဲ့ကုသိုလ်ကောင်းမှုကုသိုလ်စေတနာတွေရှိပါတယ်နော်အဲ့ဒီကုသိုလ်ကောင်းမှုစေတနာတို့နဲ့တကွဒီကနေ့ပြုလုပ်အထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း